ကျွန်တော်ဒီနေ့နှုတ်ကပတ်တော် spiritual region ဝိညာဉ်လောကမှာ region ရှိတယ်ကျွန်တော်တို့ဖုန်းတစ်လုံးလိုပဲတချို့ဟာတွေကျွန်တော်တို့ download ဆွဲလို့မရအောင်ဘာကြောင့်ဆို region ကြောင့်အချို့ဟာတွေကျွန်တော်တို့ဖွင့်ကြည့်လို့မရအောင်ဘာဖြစ်လို့ဆို region ကြောင့်ဖြစ်တယ်သင်ကဝိညာဉ်ရေးရမှာဘယ် region ကလဲကျွန်တော်ဒီရက်ပိုင်းကရှေ့ရက်အနေငယ်လအနေငယ်တုန်းကလည်းကျွန်တော် heavenly places နဲ့ပတ်သက်ပြီးရှင်းပြတယ်ဝိညာဉ်လောကထဲမှာကောင်းကင်နိုင်ငံဒီကျွန်တော်တို့ဟာ heaven on earth မှာဖြစ်တယ်ကျွန်တော်တို့ဟာကမ္ဘာမှာ heaven on earth ဆိုတာရှိတယ်လို့ hell on earth လည်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့မယုံကြည်သူတွေဟာလောကသားတွေဟာ hell on earth မှာနေနေတာသူတို့ကမြေကြီးပေါ်မှာပဲဒါပေမဲ့မရဏမှာနေကြတယ်သူတို့ဟာမှောင်မိုက်ထဲမှာနေကြတယ်ကျွန်တော်တို့ဟာ born again တွေကျွန်တော်တို့ဟာမြေကြီးပေါ်မှာဒါပေမဲ့ကျွန်တော်တို့ဟာ heaven on earth မှာကျွန်တော်တို့နေကြတယ်ဒါဟာပါလေကျွန်တော်တို့နေတဲ့ spiritual region ဖြစ်တယ် spiritual ဒါကြောင့်မယုံကြည်သူဟာကျွန်တော်တို့ခံစားရတဲ့ heaven ကဟာတွေသူတို့ခံစားရမှာမဟုတ်ဘာဖြစ်လို့လဲသူတို့ရဲ့ spiritual region မဟုတ်လို့ဘလောက်ပဲကျွန်တော်ကသူကကျွန်တော်နဲ့အတူဘေးချင်းကက်ရက်ထိုင်လဲမခံစားရအောင်ဘာကြောင့်လဲဆိုတော့ spiritual region မတူလို့ဖြစ်တယ်ကျွန်တော်မြင်တဲ့တန့်ရှင်းတဲ့ကောင်းကင်တမန်ကိုသူမြင်ရမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ spiritual region မတူလို့ဒါကြောင့်မလို့ဣဇက်နဲ့ဖိလိတိပြည်ရဲ့နွားချောင်းသားတွေဟာရေတွင်းကိုတနေရာထဲမှာအတူတူတူးပင်မဲ့ဣဇက်ပဲရေထွက်တယ်ဘာကြောင့်လဲဆိုတော့ region မတူတာကရုပ်လောကမှာမဟုတ် spiritual လောကမှာအဲ့တော့ဣဇက်တူးရင်ရေထွက်တာက spiritual region ကြောင့်အဲ့တော့ဘဝမှာရေမတွေ့ရတာသင်ချင်းဖို့လိုတာက geographical location မဟုတ် spiritual location ဖြစ်တယ်ဣဇက်ကရေတူးပြီးရေထွက်တယ်ဒါပေမဲ့မပိုင်ရအောင်အဲ့တော့နောက်တနေရာသွားတယ်ရေတူးတယ်ရေထွက်တယ်ဒါပေမဲ့မပိုင်ဘူးဒါပေမဲ့တရက်မှာတော့ယဟောဘုတ်ဆိုတဲ့နေရာကိုရောက်သွားတယ်ရေတူးတယ်ရေထွက်တယ်ဒီတစ်ခါတော့ဘယ်သူမှမလူတော့အဲ့တော့ तू က geographical location ကြောင့်လူတာမဟုတ်ဣဇက်ရဲ့ spiritual region ကြောင့်လူမဲ့သူမရှိတော့တာကျွန်တော်ဣဇက်ပြောင်းဖို့လိုတာက geographical region မဟုတ်ဘူး spiritual region ဖြစ်တယ်အချို့တွေရဲ့ဘဝကကြည့်လောတက तू ပြောင်းသွားတာတောရုံဂေါမောရ geographical region အရပြောမယ်ဆိုရင်အဲ့ဒီတောရုံဂေါမောရစီးပွားရေးကောင်းတယ်ဒါပေမဲ့ spiritual region အရပြောရင်အာဗြဟံရဲ့ဗိသိက်အောက်မှာမဟုတ်တော့အဲ့ geographical region အရပြောရင် business လုပ်ရင်အောင်မြင်မယ်လို့ထင်ရတယ်ဒါပေမဲ့ spiritual region အရလူမျိုးကြီးဖြစ်မယ်ဆိုတဲ့ဗိသိက်ချင်းရဲ့အောက်မှာမရှိတော့ဒါကြောင့် is လောတာကဘဝဆုံးရှုံးလာတယ်ဘာကြောင့်လဲဆို spiritual region မှားသွားလို့ဒီမှာပါဝင်တဲ့မိတ်ဆွေတွေဟာဘယ် spiritual region အပေါ်မူတည်ပြီးသင်ကြည့်လို့ရတဲ့ယူပါယုံသင်ရတဲ့ wisdom သင်ရတဲ့ knowledge သင်ပြောတဲ့ language သင်နဲ့အတူအလုပ်လုပ်တဲ့ကောင်းကင်တမန်ဖျားသခင်ရဲ့ဗိသိက်ဒါအားလုံးဟာ spiritual region နဲ့ဆိုင်တယ် spiritual region နဲ့ဆိုင်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ spiritual region ကိုကျွန်တော်တို့ဘယ်လိုချိန်မလဲဘယ်လိုနေရာတွေက spiritual region တွေလဲဘေးတလက spiritual region ဖြစ်တယ်တခါတလေမှာတချို့နေရာတွေက spiritual region ရှိတယ်အဲ့တော့အားလုံးက spiritual region ပဲမရဏဆိုတာလည်း spiritual region ပဲကောင်းကင်ဆိုတာလည်း spiritual region ပဲဘာလို့ဘယ်သူမှကောင်းကင်တမ်းမသွားရသေးဘူးဒီရုပ်လောဒီမြေကြီးမှာပဲနေတာဒါပေမဲ့မြေကြီးရဲ့နေရာတိုင်းမှာ spiritual region ရှိတယ်ကျွန်တော်ဖျားเจ้าတက်တဲ့အခါနေရာတိုင်းတက်လို့မရဘူးသင်တက်တဲ့ဖျားเจ้าရဲ့ spiritual region ကဘာလဲအရင်ရေးကြည့်တယ်ဘေးတလရဲ့ spiritual region ကတော့ကြံတဲ့နေရာရဲ့ spiritual region နဲ့မတူဘူးဘေးတလရဲ့ကြောက်တုံးမှာယာကုပ်ခေါင်းအုံးတဲ့အချိန်မှာဘာတွေ့ရလဲတတိယကောင်းကင်ဘုံဗိတ်မှန်ကိုတွေ့ရတယ်အဲဆိုအဲ့နေရာက spiritual region ဒါကြောင့် तू အဲ့ဒီ spiritual region မှာ तू ဗိမှန်တော်စောက်မယ်လို့ तू ယူပါယုံထားတယ်အေဒင်ဥယျာဉ်ဆိုတာက geographical location ကိုပြောတာမဟုတ်အေဒင်ဥယျာဉ်အာဒံကိုဘုရားသခင်ဖန်ဆင်းတဲ့နေရာက geographical location အရပြောရင်ယနေ့ Israel နိုင်ငံယေရုရှလင်ဖြစ်တယ်ဂျူးတွေရဲ့ tradition မှာအာဒံကိုဖန်ဆင်းတာ Mori town ဆိုတာအခုလက်ရှိမွတ်စလင်တွေရဲ့ဘုရားကျောင်း Dome of the Rock ရှိတဲ့နေရာဖြစ်တယ်။တစ်ချိန်ကရှောလမုန်ဗိမာန်တော်ဆောက်ခဲ့တဲ့နေရာ။အဲ့ဒီ Mori town ကတစ်ချိန်ကဣဇက်ကိုအာဗြဟံသွားပြီးပူဇော်တဲ့နေရာ။
အာဒံကိုဘုရားသခင်ဖန်ဆင်းတာအဲ့နေရာမှာဖန်ဆင်းတာအဲ့တော့ Eden ဥယျာဉ်ဆိုတာက geographical location မဟုတ်ဘူး spiritual location ဖြစ်တယ်အာဒံက Eden ဥယျာဉ်မှာနေတယ်ဆိုတာအဲ့ဒီဥယျာဉ်ထဲမှာဟာ geographical ကနေဘုရားမောင်းထုတ်လိုက်တာမဟုတ် spiritual location ကနေမောင်းထုတ်ခံရတာကျွန်တော်တို့ဒီ spiritual location ကိုနားလည်ဖို့လိုတယ်အဲ့တော့ဘုရားသခင်ကဘာလုပ်လိုက်လဲEden ဥယျာဉ်ကိုစောင့်ရှောက်ဖို့အသက်ပင်ကိုစောင့်ရှောက်ဖို့ဒီနေ့အဖြစ် Eden ဥယျာဉ်ဆိုတာ spiritual location အသက်ပင်ရဲ့အသီးကိုစားခွင့်ရှိသောနေရာဖြစ်တယ်အသက်ပင်ကြောင့်Eden ဥယျာဉ်ကိုဘုရားစောင့်ရှောက်ဖို့ဘာလုပ်လဲဆိုတော့ခေရုဗိမ်ကောင်းကင်တမန်တွေကိုမီးစက်လက်နက်တွေနဲ့ကာကွယ်ခိုင်းတာတယ်ကျွန်တော်ဟာဘုရားသခင်အသက်ပင်ဖြစ်တဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့ဘိတ်သိက်စီးထွက်ရာဘဝဖြစ်တယ်ဒီမှာရှင်းမိတ်ဆွေများသင်ဘဝကိုသင်ဆောင်ရှောက်ရမယ်သင်ဟာ spiritual location ဖြစ်တယ်သင်ဟာဘိတ်သိက်ရှိတယ်သင်ဟာထာဝရအသက်ကိုရထားတဲ့သူဖြစ်တယ်သင်နဲ့ထိတွေ့တဲ့သူတွေကကျမ်းစာလာသည့်အတိုင်းအသက်ရည်ထွက်ရာစမ်းရည်တွင်းဖြစ်တယ်သင်နဲ့ထိတွေ့တဲ့သူတွေကတန်ရှင်းသောဝိညာဉ်တော်ကိုခံစားရတယ်ဒါကြောင့်ယေရှုကပြောလဲငါဘာတူလဲဆိုတာကိုသင်တို့သိရင်ငါထံကနေပြန်တောင်းလိုက်မယ်ဘာလို့ဆိုငါသင်တို့ကိုရေပေးနိုင်တယ်အဲ့ဒီရေကနင်အခုလာခတ်တဲ့ရေနင်အမြဲတမ်းစူးစမ်းပြီးရှာရတဲ့ရေမျိုးမဟုတ်ငါထံကပြန်ပေးမဲ့ရေကရေခတ်ခြင်းနဲ့၎င်းရေငတ်ခြင်းနဲ့၎င်းကင်းမဲ့ရေအဲ့ရေကဘိတ်သိက်ဖြစ်တယ်တခါလေသင်နဲ့ထိတွေ့တဲ့ဆရာဘယ်သူမှသင်မသိဘူး prophetic service မှာဝင်ငါနေတဲ့ဆရာ Joshua အေးကဘယ်သူလဲသိရင်သင်ပြန်တောင်းလိုက်မယ်သင်ပြည့်ရဲမှာတော့မဟုတ်ဘာလို့ဆိုရေခတ်ခြင်းနဲ့၎င်းရေငတ်ခြင်းနဲ့၎င်းကင်းတဲ့ရေကစီးစင်းနေလို့ဒါကြောင့်ဘိတ်သိက်ဒီကျွန်တော်ဆရာကြီး David Yonggi Cho ကိုကိုရီးယားနိုင်ငံရဲ့သမ္မတကသူ့ရဲ့ personal bodyguard ကို David Yonggi Cho ကိုစောင့်ရှောက်ဖို့အတွက်ထားတယ် multi millionaire တွေကို David Yonggi Cho ကိုဝန်းရံဖို့အတွက်ထားတယ်ဘာဖြစ်လို့လဲသူတို့ကပြောတယ်ငါတို့နိုင်ငံရဲ့ဘိတ်သိက်ရှိတဲ့သူဖြစ်တယ်တဲ့ဒီဘိတ်သိက်ကိုငါတို့က protect လုပ်ရမယ်ဘာဖြစ်လို့ဒီဘိတ်သိက်ရှိတဲ့လူထံကနေအသက်ရည်ထွက်ရစမ်းရည်ကငါတို့နိုင်ငံအတွက်စီးစင်းနေတယ်ငါတို့နိုင်ငံအတွက်နှုတ်ကပတ်တော်စီးစင်းတယ်ငါတို့နိုင်ငံအတွက်ဘိတ်သိက်စီးစင်းတယ်အဲ့တော့ငါတို့က Yonggi Cho ကို protect လုပ်ဘာဖြစ်လို့လဲ Yonggi Cho ဒီလူပဲမဟုတ်ဘူး Eden ဥယျာဉ်ဖြစ်တယ်အသက်ပင်ကအဲ့ထဲမှာဖြစ်တယ်တိုင်းနိုင်ငံကို deliverance နဲ့ healing ဖြစ်စေတဲ့ revelation နဲ့ power ကဒီလူအပေါ်မှာဖြစ်တယ်အော်ဒီလူဒီလူမဟုတ်တော့ဘူး spiritual region Eden ဥယျာဉ်Eden ဥယျာဉ်ကိုတောင်စောင့်ရှောက်ဖို့အတွက်ကောင်းကင်တမန်တွေကိုမီးစက်လက်နက်နဲ့စောင့်ရှောက်ရင်သမရကပြောငါတို့လည်းစောင့်ရှောက်ရလိမ့်မယ်Yonggi Choငါတို့ protect လုပ်ရမယ်ဘာဖြစ်လို့လဲဘိတ်သိက်ခံသူဖြစ်တယ်လူတကာလာထိလူတကာလာကင်လူတကာလှုပ်ချင်တိုင်းလှုပ်လို့ရတဲ့ပုံကိုအနေနဲ့ငါတို့မထားအောင်ငါတို့သူ့ကို protect လုပ်မယ်ဘာဖြစ်လို့လဲ David Yonggi Cho ဒီ spiritual region ဖြစ်ခဲ့လို့ကျွန်တော်ဒီနေ့မှာ spiritual region နဲ့ပတ်သက်ပြီးကျွန်တော်သင်ကိုအနည်းငယ်တချို့ဟာတွေရှင်းပြမယ်ကျွန်တော်တို့ဓမ္မရာဆိုရင်စတုတ္ထဆောင်အခန်းကြီး1ကိုသွားပြီပါဓမ္မရာဆိုရင်စတုတ္ထဆောင်အခန်းကြီး1မှာဘာပြောလဲကျွန်တော်ဒီကျမ်းပိုက်ကိုအတူတူဖတ်ချင်တယ်စတုတ္ထဆောင်ဖြစ်တယ်အခန်းကြီး1အခန်းငယ်ဘယ်လောက်မှလဲဆိုရင်အခန်းငယ်7ကိုကြည့်ပေးပါအခန်းငယ်7မှာအေလိရှဲဒီကြည့်မြင်လေငါအဘဣသရေလယထာဣသရေလမြင်းပါတကားဟုဟစ်တော်လဲနောက်တစ်ဖန်အေလိယကိုမမြင်ရမိမိအဝတ်ကိုကန်၍နှစ်ပိုင်းဆုပ်လေ၏ကျွန်တော်အင်္ဂလိပ်လိုဖတ်ပေးမယ် And Elisha saw it and he cried out my father the chariot of Israel and his horsemen and he saw him no more and he took hold of his own clothes and tore them into two pieces Elisha ကအေလိယထံကနေပြီးတော့ဘိတ်သိက်တောင်းတယ်။အဲ့မဲ့အေလိရှဲကိုအေလိယကဘာပြောလဲမင်းနဲ့ငါကွာသွားသည်ကိုမြင်ရင်ရမယ်။ဒိဗေကမင်းနဲ့ငါကွာတဲ့အချိန်ဘာမြင်တယ်လဲ။
အေလိရှဲကဘာမြင်လဲဆိုတော့နံပါတ်1တစ်ချက်သူ့ father ကိုသူမြင်တယ်အေလိယသည်လူမဟုတ်ဘူးငါ father ဖြစ်တယ်နံပါတ်1တစ်ချက် he is my spiritual father နံပါတ်2တစ်ချက်အေလိရှဲဘာမြင်လဲဆိုတော့အေလိယသည်ငါ father ငါဝိညာဉ်ခေါင်းဆောင်ငါ prophet ဒါပေမဲ့အဲ့ထပ်ပို့တယ်ဘာလဲငါ father သည် the chariot of Israel hallelujah the chariot of Israel hallelujah Israel ရဲ့ယထာတဲ့ Israel ရဲ့မြင်းယထာ Israel ရဲ့မြင်းအဲ့ဒီမှာဘာကြီးတော့ထူးဆန်းတယ် Israel ရဲ့ယထာ Israel ရဲ့မြင်းဣသရေလယထာဣသရေလမြင်းပါတကားဒါဆိုရင်သင်ကြည့်အေလိယကယထာလားအေလိယယထာမဟုတ်ဘူးငါဘာဣသရေလလိပ်ပါတကားဆိုတာမမြင်ဘူးဣသရေလယထာပါတကားဘာဖြစ်တာလဲယထာဆိုတာလူတွေခီးသွားရင်သုံးတာယထာဆိုတာလူတွေကိုတည်သွားတာသူမြင်တာဣသရေလယထာကိုမြင်တာမဟုတ်သူဝိညာဉ်ဖခင်ကိုဣသရေလယထာအနေနဲ့မြင်တာဣသရေလယထာဣသရေလမြင်ပါတကားသူဘာတွေ့လဲအေလိယက prophet ပဲမဟုတ်ဘူးအေလိယက man of God ပဲမဟုတ်ဘူးအေလိယက spiritual region ဖြစ်တယ်ဣသရေလလူမျိုးတွေရဲ့ life ကြီးကိုတည်သွားတဲ့ဣသရေလနိုင်ငံရဲ့စစ်တပ်ကြီးသူဘာတွေ့တာလဲဒီမြင်းယထာတွေဆိုတာဣသရေလနိုင်ငံမှာစစ်တပ်ရင်သုံးကြတယ်အဲ့တော့ဒီမြင်းယထာတွေဒီ chariot တွေသူတို့ fight တဲ့အခါမှာအသုံးပြုတာတနည်းအားဖြင့် Israel နိုင်ငံရဲ့ fighter က Israel စစ်တပ်မဟုတ်ဘူးအေလိယကမှ Israel ရဲ့စစ်တပ် Israel နိုင်ငံကိုမှောင်မိုက်တကိုးတွေမဖြတ်စည်းနိုင်အောင်ကာကွယ်ထားတဲ့ protection က Elijah သူ Elijah ကိုသူဘယ်လိုမြင်လဲ my father you are army of Israel ဒါကြောင့်ကျွန်တော်တချင်းတစ်ပုတ်ရှိတယ်တချင်းကဘယ်လိုပြောလဲကျွန်တော်တို့ Savannah ဆိုထားတာ army in yourself nation bound before you strong and merciful you are so good အတိမဘာဖြစ်လဲ army in yourself ကိုရောကိုယ်တိုင်က army ဖြစ်နေတာကိုရောကိုယ်တိုင်ကတယောက်တည်းမဟုတ်တော့ကိုရောကိုယ်တိုင်က spiritual realm ထဲမှာ army ဖြစ်တယ် who are you in the realm of the spirit Elijah ဒီ army ဖြစ်တယ် soldier မဟုတ်ဘူး he is army သူဘာအရင်မြင်လဲနံပါတ်1တစ်ချက်ဒါငါ spiritual father နံပါတ်2တစ်ချက်ဒါငါတို့နိုင်ငံရဲ့ army ဟောပြော army လို့ပြောအောင်ဗမာလဲတယောက်တည်းမဟုတ်လား no army ဒါကြောင့်သင်ကြည့်အေလိရှဲကအဲ့ဒီ impartation အဲ့ဒီဗိသိက်ရတဲ့အခါဂေဟာဇိဝိညာဉ်မျက်စိပွင့်တော့ဘာတွေ့လဲအေလိရှဲပတ်လည်၌တထောင်လုံးမီးယထာမီးမြင်းတွေဝိုင်းနာတယ်ဒါဆိုရင်အေလိရှဲဒီ one man မဟုတ်ဘူး army ဖြစ်တယ် army ကိုမြင်တဲ့အေလိရှဲက army ဖြစ်လာတယ် soldier ကိုမြင်တဲ့သူက soldier ဖြစ်လာတယ်သင်ဟာဝိညာဉ်လောကထဲမှာ army region ကြည့် region ကိုမြင်တဲ့သူက region ဖြစ်လာတယ်လူတယောက်ကိုသင်ကြည့်ရင်ဘာကိုမြင်လဲကျွန်တော် mighty man of God တွေကိုကြည့်ရင်တယောက်တည်းမတွေ့ region ကိုတွေ့တယ်ကျွန်တော်ရှင်းပြမယ်ကမ္ဘာဦးကျမ်းခန်းကြီး14ခန်းငယ်15မှာကမ္ဘာဦးကျမ်း14ခန်းငယ်15မှာ King James နဲ့ King James ကမ္ဘာဦး14ခန်းငယ်15မှာမြန်မာလိုလည်းဖတ်လို့ရတယ်အင်္ဂလိပ်လိုလည်းသင်ဖတ်လို့ရတယ်ဒါပေမဲ့ King James မှာကြည့်ပေးပါပြန်ပြီးတော့လွယ်ကူကူလူတွေနားလဲအောင်ရှင်းပြတဲ့ဟာကိုသင်မဖတ်နဲ့အဲ့ခါမှာသင်စပြီး idea လွဲလာလိမ့်မယ်အခန်းငယ်15မှာဘယ်လိုရေးထားလဲညခါမိမိလူတို့ကိုခွဲ၍တိုက်စီတဲ့ဖြစ်လောက်ကြံပြီးလင်ဓမ္မသက်မျိုးမြောက်ဘက်ဟေဘောမျိုးတိုင်အောင်ဟေဘမျိုးတိုင်အောင်ပြန်လေ၏ဟေဘမျိုးတိုင်အောင်လိုက်ပြန်လေ၏ဒီမှာကြည့်ကြည့်ရအောင်အာဗြဟံကမိမိလူတွေကိုခွဲတယ်လို့မြန်မာကျမ်းစာမှာရေးထားတယ် King James version မှာဒီလိုရေးထားတယ် King James မှာ he divided himself against them he divided himself army in yourself nation bound before you hallelujah he divided himself
Abraham ကသူ့လူကိုခွဲလိုက်တာမဟုတ်သူပါခွဲပလိုက်တာ group တိုင်းမှာလိုက်သွားတာ He is not one man he is army in the realm of the spirit realm of the spirit မှာ Abraham the army ဖြစ်တယ်ဒါကြောင့်အားလုံးသိတယ် Abraham ကမေလခိဇေဒက်နဲ့တွေ့တဲ့အချိန်စစ်တိုက်ရာမှာပြန်လာတာတနည်းအားဖြင့် Abraham ကအိမ်ကနေညွှန်ကြားလိုက်တာမဟုတ်ကိုယ်တိုင်ပါသွားတာဘေဂရုနဲ့ပါသွားလဲဆိုတော့ तू divide လုပ်လိုက်တယ်သူက he divided himself hallelujah you are the army in the realm of the spirit amen you are not just one man realm of the spirit ထဲမှာသင်ဟာ region ဖြစ်တယ် area ဖြစ်တယ်ဒေသတစ်ခုလိုပဲ Abraham က one man မဟုတ် region ဖြစ်တယ် prosperity ကအဲ့ region မှာဖြစ်တာအဲကြောင့် Abraham ရဲ့အောက်မှာလောတနေတာတကယ်တော့လူအောက်မှာဝင်ခံတာမဟုတ် region ထဲမှာနေနေတာဘာ region လဲဆိုတော့ရွှေနဲ့ငွေကို၎င်းတိုးနွားစသည်ကို၎င်းအလွန်ရတတ်တယ်ဆိုတဲ့ region ထဲမှာနေတာကျွန်တော်လူတယောက်ရဲ့ဘာတွေကို attract လုပ်တယ်လဲဘာတွေကို experience ရတယ်လဲဘယ် region မှာနေတယ်လဲနဲ့ဆိုင်တယ် spiritual region ကသင်ပေါ်အောင်ပြောင်းလဲစေတယ်ကျွန်တော်ကြည့်လိုက်မယ်ဘယ် region ကလူလဲမသိကျွန်တော်သိမသိဘူးတချို့တွေဘယ် region က hallelujah hallelujah အဲ့တော့ကျွန်တော်လည်းအတူတူခုနကဒီဓမ္မရာဇဝင်စတုဒ္ဒဆောင်အခန်းကြီး2အခန်းငယ်7ကိုပြန်သွားပြီပါဓမ္မရာဇဝင်စတုဒ္ဒဆောင်အခန်းကြီး2အခန်းငယ်7မှာဒီမှာဘာရေးလဲဆိုတော့အေလိရှေသည်ကြည်မြင်လေငါပါဣသရေလယထာဣသရေလမြင်းမာတကားကိုဟစ်တော်လေနောက်တစ်ပိုင်းအေလိယကိုမမြင်ရမိမိအဝတ်ကိုကန်၍နှစ်ပိုင်းဆုပ်လေဟာသူအရင်ဘာလုပ်တာလဲသူအဝတ်ကိုအရင်နှစ်ပိုင်းဆုပ်လိုက်တယ်နှစ်ခုခွဲပလိုက်တယ်နှစ်ချမ်းခွဲပလိုက်တယ်ပြန်မိုးတော့ဘာဖြစ်လို့လဲအငယ်73မှာအောက်တို့ကျတော့အေလိယဝတ်လုံကိုကောက်၍ပြန်လေ၏အေလိယဝတ်လုံကကောင်းကင်ထိယူသွားလို့မရဘူးအောက်မှာချခဲ့ရတယ်ဘာလို့ဆိုတော့ဘယ်ဘိတ်သိက်ကမှကောင်းကင်ပြန်မတည့်ဒါဆိုရင်မေခွန်းကပါလဲအာဗြဟံဘိသိက်လည်းကောင်းကင်မှာမရှိအောက်မှာပဲအာဗြဟံဒီမြေကြီးမှာနေတော့ကအသက်180ကျော်အထိသူနေတော့ကအသက်180ကျော်အောင်နေနိုင်တဲ့ဘိသိက်ဖယားနဲ့အိမ်မှာကော်ဖီအတူထိုင်တောက်တဲ့ဘိသိက်အာဗြဟံကဖယားနဲ့တငယ်ချင်းလို့စကားပြောတဲ့ဘိသိက်တင်ရနိုင်တယ်အဲဆိုအဲ့ဒါအောက်မှာပဲအရေးကြီးတာအောက်တို့ကျတော့ဝတ်လုံကိုကောက်တက်ဖို့တော့လိုတယ်အဲ့ဒါအားလုံးကောင်းကင်မှာမရှိဘူးကောက်တက်ဖို့လိုတာဘိသိက်ကမြေကြီးမှာပဲမောရှေတုန်းကလည်းကောက်တက်ခဲ့တယ်မောရှေတုန်းကလည်းကောက်တယ်ဣဇက်တုန်းကလည်းကောက်တယ်သင်ကောက်တက်ဖို့ပဲလိုတယ်အားလုံးပြောဘိသိက်ကကောက်တက်မှရတယ်ဟာလေလုယာဟာလေလုယာဘိသိက်ကကောက်ဘိသိက်ကမြေကြီးမှာပဲအောက်တို့ကြတော့ဝတ်လို့တရားအောက်ကြဖို့ဆူတောင်းလို့ရှိတယ်ဟိုကအောက်မှာခက်တာတင်သွားကောက်တဲ့ location မှာမရှိတာ location ချိန်ဖို့လိုတယ်တင်သွားကောက်တဲ့ location မှာအဲ့ဒီ spiritual region မရှိဘူးဝတ်လုံရှိတဲ့ spiritual region ရှိတယ်မြန်မာနိုင်ငံကနေကောက်လို့ရရင်ကျွန်တော်ယူဂန်ဒါမသွားမြန်မာနိုင်ငံမှာကောက်လို့ရရင်ဇင်ဘာဘွေမသွားအောင်တရားတော့ကောက်လို့ရရင်ကျွန်တော်ရှိတယ်တင်လေရင်လက်မှတ်ဖို့တော်တော်တတ်တာပါပင်မန်းတာလည်းတတ်တာပါလေရင်စီးရတာပင်မန်းတာလည်းတတ်တာအောက်တို့ကြတော့ဝတ်လုံကိုကောက်၍ပြန်လေဒီ TL Osborne ဝတ်လုံကိုဘယ်သူကောက်လဲ Robert Gaines ကောက်တယ် Morris Serrello ဝတ်လုံကိုဘယ်သူသွားကောက်လဲ Raymond Wing ကောက်တယ်သူတို့ဝတ်လုံတော့ကျွန်တော်ကောက်တယ် Abraham Isaac Jacob ကျွန်တော်ဒီနေ့မှရှင်းပြမယ်သင် spiritual region ဘယ်လိုချိန်မလဲသင်ရဲ့ life ကိုဘယ်လို transform လုပ်မလဲသင်ရဲ့ life ကိုဘယ်လို transfigure လုပ်မလဲဘယ်လိုကူးပြောင်းမလဲဘယ်လိုအသွင်ပြောင်းမလဲကျွန်တော်မနေ့ကမလေးရှားအသင်းတော်မှာအေးနောက်ကဘယ်လိုအသွင်ပြောင်းသွားသလဲအဲဆိုအေးနောက်ဒီအနှစ်300ဖျားနဲ့သွားလာတယ်ဟေဘရဲ7အငယ်9မှာဘယ်လိုရေးလဲအေးနောက်ဒီယုံကြည်ခြင်းအဖြစ်ဘဝပြောင်း၍တေခြင်းနဲ့ကင်းလွတ်သွားတယ်အေးနောက်ကဘယ်လိုဘဝပြောင်းတာလဲဆိုတော့
ဒါအေးနောက်ရဲ့ကျမ်းကိုလေ့လာတဲ့အခါမှာ तू ဘဝပြောင်းသွားတဲ့ပုံစံဟာ तू ဟာကောင်းကင်တမန်ဘဝကိုပြောင်းသွားတာအေးနောက်ကဒါကြောင့်မလို့ဒီကောင်းကင်တမန်အမျိုးအစားကိုဘယ်လိုခေါ်လဲဆိုတော့အမျိုးအစားလို့တော့ကျွန်တော်မသုံးချင်ဘူး position လို့သုံးချင်တယ်ဒီ position ကို Greek စကားမှာဘယ်လိုခေါ်လဲဆိုတော့ Metatron လို့ခေါ်တယ် Metatron ဒီ Meta ဆိုတာဟာ behind ဖြစ်တယ် Throne ဆိုတာဟာ Thronos ဆိုတာက throne ကိုပြောတာပလင်လို့ပြောတာအဲ့တော့ behind the throne ပလင်နားမှာမတ်တရက်တဲ့သူတို့ကပလင်ကိုယ်စားလှယ်ဖြစ်တယ်ပလင်အတွက်ကိုစားစကားပြောပြီးတဲ့သူပလင်အတွက်ထူးပေးတဲ့သူပလင်အတွက်ဖြည့်ရှင်းပေးသူအဲ့တော့အေးနောက်ကဘယ်သူဖြစ်သွားလဲဆိုတော့ကောင်းကင်နိုင်ငံမှာအခွင့်အာဏာအကြီးဆုံးမိခေလရဲ့အထက်မှာရှိတဲ့ Metatron angel ဖြစ်သွားတယ်အဲ့ဒီ Metatron ဒီတမန်ကျမ်းစာထဲမှာထွတ်မြောက်ရာ23အငယ်20မှာပြန်တွေ့ရတယ်အဲ့ဒီကောင်းကင်တမန်ကဖယားသခင်ရဲ့ personal bodyguard ဖြစ်တယ်။ဘုရားသခင်ကပြောလဲငါရဲ့ personal angel ငါရဲ့ Metatron ကိုမင်းခါနန်ပြည်သွားတဲ့တလန်းလုံးငါထည့်ပေးမယ်တဲ့။တနည်းအားဖြင့်မောရှေရဲ့ level က Metatron level ကိုရွှေ့သွားတာ။ဘာလို့ Metatron angel ကတော့သူနဲ့အတူသွားပေးရတာ။ဖြစ်မောရှေကိုဘုရားသခင်ကဘာလုပ်လိုက်တာလဲ။ဒါကြောင့်မောရှေကိုယ်တိုင်ပြောလဲငါနဲ့တူသော prophet အနာဂတ်လာမယ်အဲ့ဒါယေရှုကိုပြောတာ။မောရှေရဲ့ realm ကဘယ်လိုဖြစ်သွားလဲဆိုတော့ဖယားသခင်တော်မှာသူ့ရဲ့ကိုယ်ပိုင် body guard ကိုသူ့အတွက်ထည့်ပေးရတယ်။ဘာဖြစ်လို့လဲအရေးကြီးပုံကိုဖြစ်လို့အခြားကောင်းကင်တမန်မလို့ဘုရားသူ့နားထားတဲ့တယောက်လုပ်ပေးတယ်။အဲ့တော့မောရှေရဲ့ dimension ဒီသူကအသွင်ချင်းသွားတယ်။ဒါကြောင့်မလို့မောရှေကိုမီဒီယန်အာယုံကပြစ်မှားတဲ့အခါမီဒီယန်ရဲ့အာယုံကမောရှေကိုအပြစ်တင်တဲ့အခါဘုရားသခင်ကအဘဲကြောင့်ငါကျွန်မောရှေကိုအပြစ်တင်ဝွန်တနီးအပြစ်တင်ဝွန်တနီးတကယ်တော့သူတို့အပြစ်တင်တာမမဟုတ်သူတို့ကကျမ်းစာနဲ့အပြစ်တင်တာဒါပေမဲ့ဘုရားသခင်ကပြောတာလေငါကျွန်မောရှေကအဲ့ဒီ law အောက်မှာမရှိအဲ့ဒီ law မင်းတို့အတွက်ဖြစ်တယ်သူမပါအားကြောင့်မလို့အဲ့ law နဲ့မောရှေမညှိဘူးအဓိပ္ပာယ်ကဘာဖြစ်လာလဲမောရှေကသင် level မှာမရှိတာသင် level အတွက်သတ်မှတ်ထားတဲ့ law ထဲမှာ तू မပါဒါကြောင့်မလို့အဲ့ law မှာမောရှေမညှိသွားဘာဖြစ်လို့လဲမောရှေကအသွင်ပြောင်းလို့ရတယ်ချိန်လို့ရတယ်ဥမာအေးနောက်ကသေတဲ့တယ်ဘာလို့အာဒံရဲ့အပြစ်ကသေမှာအာဒံအပြစ်ကသေရမှာအပြစ်တရားရဲ့အခါသေခြင်းဆိုအာဒံအေးနောက်ကမသေပါဘူးခုနှစ်ဆက်မြောက်ဆိုတော့ကြာတော့မကြာလိုက်ဘူးဟာလေလုယာအေးနောက်ကသေခြင်းကိုရှောင်သွားတယ်ဘာဖြစ်လို့ဆိုတော့ तू ကအဲ့ဒီ law ထဲမှာ तू မဝင်သွားဘူး तू ကအသွင်ချင်းသွားလို့ဖြစ်တယ် Metatron ဖြစ်သွားလို့အဲ့လူသားတယောက်ဒီ spiritual run ထဲမှာဖះချင်းလို့ရတယ်သင် तू ကသင်ကိုတတ်မှတ်တဲ့ law တွေပြောင်းလို့ရတယ်အဲ့သင်ဒီလောကထဲမှာသင်တနေ့ထိတွေ့နေတဲ့ပုံကိုယ်တိုင်းကသင်သိတဲ့သင်တငယ်ချင်းမနေ့ကအထိတငယ်ချင်းဒါပေမဲ့ तू ဟာဘုရားနဲ့တွားရင်းနဲ့ဒီနေ့ angel ဖြစ်သွားနိုင်တယ်ဟေဘရဲ73အငယ်2ကဘာပြောလဲအချို့သောသူတို့သည်ကောင်းကင်တမန်တို့ကိုအမတ်တမဲ့ဧည့်ခံတယ်ကောင်းကင်တမန်မထင်မိဘူးတာမန်လူထင်ပြီးတော့ကြောင့်သင်ဟာဒီ angel ဘုရားသခင်ချီးမြှောက်တဲ့ဘုရားသခင် transfigure လုပ်ထားတဲ့အသွင်ပြောင်းပုံကိုယ်တွေကိုအရင်အသွင်နဲ့သွားဆက်ဆံလို့မရဘူးသူအသွင်ချင်းတာလို့အရင်အသွင်တော့ပခုံးချင်းတိုက်လို့ဘာမှဖြစ်သွားအသွင်ချင်းတဲ့ချိန်ပခုံးသွားတိုက်ရင်ပြဿနာတက်ပြီအရင်အသွင်တော့တိုက်ခိုက်လို့ဘာမှမဖြစ်ဘူးအရင်တော့လည်းတိုက်ခိုက်နေကြပဲကွာဘာမှဖြစ်သွားပါဘူးဆို no तू ကအသွင်ချင်းသွားရင်သင်အန္တရာယ်ရှိတယ်ဘာဖြစ်လို့လဲအရင်ကပဲအသွင်မချင်းခင်တိုက်ခိုက်လို့ရတယ်အခုအသွင်ချင်းပြီးသွားကစ်လိုက်ရင်သွားပြီဘာဖြစ်လို့လဲအမတ်တမဲ့တင်ကသွားဧခံမိတာ100ဘိုးဧခံလို့ရရှိတယ်1000ဘိုးဧခံရတဲ့သူရှိတယ်ဒါကြောင့်ဘုရားသခင်ကပြောလဲမင်းတို့ကငါစပွဲကိုယုံပါတယ်ခါတိုင်းနဲ့ဒါနဲ့ကြွေးတာပဲမရဘူးအခုကတော့အဲ့လိုမရဘူးဘာဖြစ်လို့လဲအသွင်ချင်းတာလို့ honor လုတ်ထိုက်သူ honor လုပ်ရတယ်
သူနဲ့ထိုက်တန်တဲ့ယိုသေးထိုက်တော်သူကိုယိုသေးရတယ်တနည်းအားဖြင့်ဘာထိုက်လဲကမ္ဘာဦးကျမ်းခန်းကြီး18မှာအာဗြဟံကဧည့်သည်3ယောက်ကိုသူဟာယိုသေးစွာနဲ့6ရောက်ဆေးပေးတယ်အမဲသားကျွေးတယ်အားလုံးပြောအမဲသားကျွေးတယ်ပြီးတဲ့အခါ cheese ကျွေးတယ်ပါမုတ်ကျွေးတယ်စားလို့ဝါမှာဟိုက prophet ပြူတာခလေးမွေးရင်ပြန်လာခဲ့မယ်ဟာစောကြီးမပြောဘူးနော်စောကြီးမပြောအဲ့တော့ cheese တာမပါလာရင်မသေးကြတော့ခလေးမွေးရင်ပြန်လာမယ်ဆိုရင်အထိပ္ပယ်ကကိုဝင်ရရင်ပြန်လာမယ်လို့မပြောအထိပ္ပယ်ကအခုတောင်မရနဲ့အခုကဧည့်သည်3ယောက်ကစားရင်းနဲ့ဟိုကကိုဝင်ဆောင်သွားပြီကိုဝင်ရလည်းထူးဆန်းတယ်နော်အာဗြဟံနဲ့အတူနေတာကိုဝင်မရချိစားလိုက်တယ်ကိုဝင်ရလားအာမင်ဟာလေလုယာကျွန်တော်ဒီနေ့သင်ကို spiritual region ကိုဘယ်လိုပြောင်းမလဲကိုကျွန်တော်သင်ကိုသင်ပေးစင်တာရှိတယ်အဲ့ဒါကသင်အမဲသားဘယ်သူစားသလဲအားလုံးလိုက်ပြောကြည့်ငါ cheese ကိုဘယ်သူစားတယ်ဆိုရယ်စားအုပ်တော့မဟုတ်အခုကငါအမဲသားဘယ်သူစားတယ်လဲငါဒိန်ခဲပမာလဲမဟုတ်တော့အခုကငါ cheese ပမာလဲမဟုတ်ငါအမဲသားပမာလဲအာမင်ဒီအာဗြဟံရဲ့ cheese နဲ့အာဗြဟံအမဲသားနဲ့အာဗြဟံပါမုတ်ကိုဘယ်သူစားလဲဆိုတော့အဲ့ဒီ3ယောက်ဝင်တွေ့သွားတာ6တောင်မှဆေးပြရသေးတယ်6ဒီပါရေးဆေးပြီးမာဆက်ရှိပါတယ်နော်တေးသေးချာချာအရိပ်အောက်မှာတေချာပြုစုပြီးတော့စားလဲစားပြီးဟိုကဘာပြောလဲခလေးမွေးတဲ့နေ့ငါတို့ပြန်လာခဲ့မယ်တဲ့ဖွားချိန်စီတော့ကကိုဝင်ဆောင်တော့အခါမို့အခုအာဗြဟံကိုဝင်အောင်မရအောင်သူ့အမျိုးသမီးကဒါပေမဲ့ဟိုကမွေးတဲ့နေ့ပြန်လာခဲ့မယ်စားရင်နဲ့ကိုဝင်ရနေပြီအဲ့တော့အာဗြဟံကလူမျိုးကြီးဖြစ်မယ်ဆိုတဲ့ prophecy ရှိတယ်ဒါပေမဲ့လူမျိုးကြီးဖြစ်ဖို့ spiritual region နဲ့တော့သူမရောက်သေးဘူးအဲ့တော့အဲ့ဒီကဘာဦးကျမ်း18ကအာဗြဟံကို spiritual region change စေတယ်အာမင်ဒါကြောင့် Isaac ဆိုတာကအမဲသားနဲ့မွေးလာတာဘာလို့လဲဆိုကောင်းကင်တမန်ကအမဲသားစားရင်းနဲ့ဟိုကပြောလိုက်တယ် Isaac မွေးပြီတဲ့ Isaac မွေးရင်ငါတို့ပြန်လာခဲ့မယ်အဲ့တော့ Isaac ကဘာရဲ့ result လဲဆိုလို့ရှိရင်အမဲသား result အမဲသားရဲ့ရလက်ကောင်းကင်တမန်အမဲသားစားလိုက်တဲ့အချိန် Isaac ကကိုယ်နဲ့ရောက်သွားပြီဘိုက်ထဲရောက်သွားပြီအဲကြောင့် Isaac ကလည်းလူမျိုးကြီးဖြစ်မယ်ဆိုတဲ့ blessing ကိုယာကုပ်ကိုပေးတဲ့အခါဘာတောင်းလဲဆိုအမဲသားဟင်းပြန်တောင်းတယ်ဘာလို့ဆိုအဲ့ဒါအမဲသားဟင်းနဲ့မွေးလာတာအဲ့တော့အမဲသားဟင်းနဲ့မွေးလာတဲ့လူမျိုးကြီးရဲ့ blessing ဒီနောက်မျိုးဆက်ကိုအမဲသားဟင်းနဲ့ပြန်လွှဲရတယ်အစာရှောင်ပြီးလွှဲတာမဟုတ် fasting နဲ့လွှဲတာမဟုတ် eating နဲ့လွှဲတာဆူတောင်းတောင်မှာရ40သွားအစာရှောင်လို့အဲ့ဒီ anointing မရောက်ဘူးအဲ့ဒါ eating နဲ့လာတာအဲ့ဒါအမဲဟင်းချက်ပြီးရတာအဲ့ဒါအစာရှောင်ပြီးရမှာပေါ့အဲ့တော့အာဗြဟံရဲ့ဗြိဉ္ဉ်လူမျိုးကြီးဆိုတဲ့ blessing ဒီမှာကြည့်ကျွန်တော်ကြည့်လိုက်မှာကဘာကျော်ဘယ်နှယောက်ရှိလဲလို့ခါလေးတင်ယုံကြည်ခြင်းနဲ့တိမ်ပိုက်နေတာအများကြီးပဲဝိညာဉ်လောကထဲမှာကျွန်တော်တွေ့နေပြီโอเคဟာလေလုယာသူနာမည်ကြီးနာမည်တွေတော့မှဲ့ထားပြီးသားပဲကဘာကျော်နာမည်တွေရွက်မှဲ့တာကျွန်တော်တယောက်တွေ့တယ်ဒီထဲမှာ Prophet Joshua ရေးတယ်အဲ့တော့ဒီမှာပါလဲဆိုလို့ရှိရင်အကြည့်သင်ကဘာကျော်တဲ့ great nation I will make you great nation ပြီးတော့ဘာထပ်ပြောလဲ I will make your name great အဲ့ဒါ Abraham ဗြိဉ္ဉ်ဖြစ်တယ်ခတ်တာလေအဲ့လူမျိုးကြီးဖြစ်ပါမယ်ဆိုတော့အခုကလေးကတယောက်မှမရလူမျိုးတစ်မျိုးလုံးဥဆောင်ပါမယ်ဆိုခုကလူမျိုးဖြစ်ဖို့ကလူကိုမရှိတာအဲ့လူကလည်းကောင်းကင်တမန်အမဲသားစားမှထွက်လာအဲ့တော့အခု Isaac ကသိပြီငါလည်းအခုဒီ blessing ကိုနောက် generation ကိုလွှဲရတော့မယ်ဒါပေမဲ့ဒီ generation ရမယ့် blessing ကအမဲဟင်းကအဖြစ်ဖြစ်တယ်အမဲသားဟင်းဖြစ်စိတ်သားဟင်းဖြစ်ရေးကြည့်တာအသားဖြစ်ဖို့လိုတယ်ဟင်းရွက်သွားလို့မရ
ကာအိနာနဲ့အာဘေလာကအသားပေးပြီးကာအိနာဟင်းရွက်သွားပေးတာဟင်းရွက်ဆိုတာဝိညာဉ်လောကမှာအကျွေတွေကိုပြောတာကောင်းကင်တမန်စားပြီးကျေနပ်ပြီးကလေးရရင်ပြန်လာမယ်ဆိုတော့ဟင်းမဟုတ်ဘူးဟင်းရွက်ဆိုတာကတော့နောက်လာမယ့်9နှစ်နေဆိုတဲ့ prophecy မျိုးဒါသင် prophecy ကိုရက်ရွှေ့လို့ရတယ်ကျွန်တော်ဆိုအဲ့လိုရက်ရွှေ့တာဒါကျွမ်းတယ်နောက်9နှစ်အတွင်းဖြစ်မယ်ဆိုတဲ့ဟာဒီအလုံး9လအတွင်းပြောင်းလို့ရတယ်ရက်ရွှေ့လို့ရတယ်ရက်ရွှေ့တာ skill လို့အာဗြဟံကအသက်100ပြည့်တော့မယ်69ရှိပြီပြောမရဘူး185နှစ်မှပဲကလေးရရင်ရမှာအဲ့တော့ तू ကဘာလုပ်လိုက်လဲ85နှစ်ကိုနောက်ဆုတ်လိုက်တယ် hallelujah sorry 85နှစ်ကိုအရှိတိုးလိုက်တယ် skip လုပ်လိုက်တယ်85နှစ်ကိုဖြောက်လိုက်ပြီမရဘူးဒီအချိန်မွေးမှပြအခုချက်ချင်းအာဗြဟံဘာလို့လဲသူ့အိမ်ရှိဖြတ်သွားတဲ့3ယောက်ဘယ်သူလဲဆိုတဲ့ sense လို့တယ်သင်ပြဿနာကဘယ်တယောက်က angel လဲဘယ်တယောက်ကလူလဲမခွဲတတ်ဘယ်တယောက်ကအမဲဟင်းစားရင်ရက်ပြောင်းသွားမယ်အဲ့တော့ဘသူက spiritual region လဲဆိုတာသင်မသိအဲ့တော့အာဗြဟံအိမ်ကိုဒီနေ့လာလေတာလူလာလေတာမဟုတ် region လာလေတာအာဗြဟံအိမ်ကိုဒီနေ့ထမင်းလာစားတဲ့3ယောက်ကလူ3ယောက်ဧည့်သည်3ယောက်မဟုတ်ဘူး spiritual region 3ယောက်ဖြစ်တယ်တားလဲလားမသိဘူးအားလုံးအဲ့တော့အာဗြဟံအိမ်ကိုဒီ3ယောက်ဝင်လာတဲ့အချိန်မှာအာဗြဟံအိမ်ကနောက်85နှစ်စောင့်စရာမလိုတော့ဘာဖြစ်လို့လဲသူတို့နေရာ location change သွားပြီဒီမှာရှေ့မိတ်ဆွေများတင်းကျွန်တော်ပြောမယ်တင်းဟာအခုဒီမှာ okay တင်းအခုကျွန်တော်တို့မြန်မာနိုင်ငံမှာအခု9နာရီဖြစ်တယ်9နာရီ3မိနစ်10နာရီခွဲချိန်လွယ်လွယ်လေးပဲမလေးရှားလာခဲ့10နာရီခွဲနေအာမင် hallelujah သင်နောက်ပြန်ဆုတ်ချင်တော့အနောက်နိုင်ငံသွား region change လိုက် hallelujah region အဲ့တော့ region တိုင်းမှာ time မတူအာဗြဟံအင်ကိုဝင်လာတဲ့3ယောက်ကအဲ့ဒါဒီမြေကြီးပေါ်က3ယောက်မဟုတ်သူက spiritual region อ่ะအဲ့တော့သူတို့3ယောက်ဝင်လာတဲ့အချိန်မှာအာဗြဟံအိမ်မှာ time ပြောင်းသွားတယ်ခလေးမွေးတဲ့အချိန်ဖြစ်သွားတယ် hallelujah ကျသင်ဘဝမှာတနေ့ဘယ်သူနဲ့ encounter ဖြစ်တယ်လေအရင် queue ဆိုင်ရတယ်အဲ့ဒီ encounter ကြောင့်တစ်ခါလေတင်85နှစ်လိုနေတာသင်အခုဒီမပြောင်းချင်အဲ့လူတွေတစ္ဆာရှိပဲဆုံးတိုင်အောင်ငါတို့ပေါင်းဖော်မယ်နော်ဆုံးတိုင်အောင်ငါတို့ရင်းနှီးမယ်နော် yes အဲ့ဒါ85နှစ်နောက်ကြမယ်မိတ်ဆွေတခါလေပြန်စတချို့တွေ deliverance မရ deliverance ဘာလို့မဖြစ်လဲရိုးရိုးလေးပဲဘေးဖျားချောင်းတက်လေကမေးခွန်းဖြစ်တယ်ဘယ်လာတင်းရဲ့ spiritual region ဘာမှလဲအဲ့ region မှာ deliverance မရှိဘူးတင်းကျမ်းစာတစ်ပိုက်မှာကျွန်တော်အားလုံးကိုကြည့်စေချင်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဩပတိအနာဂတိကျမ်းအခန်းကြီး1အငယ်18ကိုဖတ်ပြီးပါဩပတိ1 19မှာဇီးအောင်တောင်ပေါ်မှာဘေးလွတ်တော်သူအချို့ရှိကြလိမ့်မည်ဇီးအောင်တောင်ပေါ်မှာဘေးလွတ်တော်သူအချို့ရှိကြလိမ့်မည်ကျွန်တော်အင်္ဂလိပ်လိုတစ်ချက်ကြည့်ပေးပါဒါကျွန်တော်ကြည့်ရအချို့နားမလဲအကြောင်းအင်္ဂလိပ်လိုပြောင်းဖတ်ရအောင်အခန်းကြီး1အခန်းငယ်18မှာဘာပြောလဲ on Mount Zion there shall be deliverance there shall be deliverance there shall be holiness သင် Mount Zion မရောက်မချင်းသင်ဘလို့မှ holy မဖြစ်နိုင် Mount Zion မရောက်မချင်းသင်ဘလို့မှ deliver မဖြစ်နိုင်ဘာလို့ Mount Zion မှာဘာ location ရှိတယ် deliverance location ရှိတယ် Mount Zion မှာ holiness location ရှိတယ် hallelujah amen the house of Jacob shall possess their possessionထိုတောင်ဒီတန်ရှင်းရတောင်ဖြစ်၍ယာကုပ်အမျိုးအနွယ်ကအမွေအဖြစ်နဲ့ပိုင်ဆိုင်ရလိမ့်မယ်အဲ့နေရာဘယ်သူပိုင်ရမလဲယာကုပ်အနွယ်တွေပိုင်ရမယ်ယာကုပ်အနွယ်တွေရဲ့ spiritual location ဒီ deliver အဲ့တော့ယာကုပ်လူမျိုးများတင်းတို့ကလူပဲမဟုတ်တင်းတို့က spiritual region ဖြစ်တယ်ဘာရှိမလဲအဲ့ဒီပုဂ္ဂိုလ်မှာ
on Mount Zion there shall be deliverance အဲ့ Mount Zion ကဘယ်သူပိုင်တာလဲယာကုပ်မျိုးပိုင်တာအဲ့မှာပါရှိတယ် deliverance ရှိတယ် deliverance ကိုဘာမှရှာလို့ရလဲ region မှာရှာလို့ရတယ် region အတင်နဲ့တနေ့ထိတွေ့လိုက်တဲ့ပုံကိုတယောက်က spiritual region ဖြစ်တယ်ဘာ region လဲ the gates of hell ဖြစ်တယ်မရဏနိုင်ငံရဲ့တကားကြီးနှုတ်ဆက်လိုက်တာနဲ့တင်အဲ့နေ့ခေါင်းစားကြိုက်တာငါဒီနေ့ဘာလို့ခေါင်းကဟိုတယောက်နဲ့နှုတ်ဆက်ထားလို့ငါဒီနေ့ခေါင်းနဲ့တားကြိုက်ငါတအားစိတ်တွေညစ်နေနေုံတင်ဒီနေ့တစ်နေ့လုံးဘသူကဖွင့်ကြည့်ထားတယ်အဲ့ဒါမောင်ဆိုင်ုံတင်ကြည့်နေရမဟုတ်ဘူးတင်မောင်ဆိုင်ုံမကြည့်ဘူးအဲ့ကျန်တာပြောဂရေစိန်တောင်ပေါ်မှာကောင်းကြီးမင်္ဂလာကို၎င်းအေးဖလားတောင်ပါတဲ့ကျိန်ချင်းကို၎င်းငါတင်သားမယ်တဲ့ကိုတောင်ကိုပြန်စစ်အောင်အေးဖလားတောင်ဖြစ်နေစဒီကလာစီးပွားရေးဘလို့လုံးမအောင်မြင်တာအေးဖလား region ကစီးပွားရေးမအောင်မြင် Mount Zion region က deliverance ဖြစ်တယ် Mount Zion region က healing ဖြစ်တယ်အေးဖလား region ကစီးပွားကြတယ်ရုပ်လောကကြောင့်မဟုတ် spiritual region ကြောင့်နားလည်မလားမသိအားလုံးပဲ hallelujah ကျွန်တော်ကိုရှင်းပြမယ်ခုလေကာရာဘာစေကေရီဟန်ဒိုင်ဒါကြောင့်အာဗြဟံကလူမဟုတ် spiritual region အာဗြဟံကဘယ်တောမာနေနေမြို့မာနေနေအရေဗျာဘာဖြစ်တာလဲအာဗြဟံအနွယ်ဒီတောမာနေနေမြို့မာနေနေ geographical location နဲ့မဆိုင်ဘူးတောမာပဲနေနေမြို့မာနေနေကောင်းကြီးမင်္ဂလာဖြစ်မယ်ဘာကြောင့်လဲ spiritual location spiritual region ကြောင့်ဒါဆိုလို့ရှိရင်အာဗြဟံနဲ့အတူလောတနေတော့ကစီးပွားရေးကောင်းတဲ့နိုင်ငံကိုပြောင်းသွားလို့မဟုတ် spiritual region ကြောင့်လောတပါချမ်းသာတယ်ကျွန်တော် life မှာ Hubert Angel နဲ့ touch ဖြစ်တာ just one touch ကျွန်တော်ပေးကမ်းတဲ့ level တွေချိန်သွားတယ်ကောင်းကြီး level တွေချိန်သွားကြွေဝတဲ့ level တွေချိန်သွားတယ်ဘာလို့ဆိုကျွန်တော် encounter ဖြစ်တဲ့ပုံကရိုးရိုးမဟုတ်ကျွန်တော်ဒီပုံကိုနဲ့ပတ်သက်ပြီးကျွန်တော် life မှာကျွန်တော်အထင်သေးလို့လုံးဝမရဘာလို့ဆို honor spiritual region ကြောင့် prophet ကိုလက်ခံတော်သူဒီ prophet reward ကိုရဒီ prophet ကိုညှင်းပယ်တော်သူဒီ reward နဲ့ကျွန်တော်နဲ့ဘာပတ်သက်ခွင့်ရမှာမဟုတ်ဘာဖြစ်တာလဲဒီ encounter ဒီလူနဲ့ encounter ဖြစ်တာမဟုတ်သူ့ရဲ့ region ထဲကိုကျွန်တော်ရောက်သွားတာအဲ့ region ထဲမှာသူရတဲ့ deliverance ကျွန်တော်လည်းရတယ်သူရတဲ့ miracle ကျွန်တော်လည်းရတယ်သူရတဲ့ miracle money ကျွန်တော်လည်းရတယ် region ကြောင့်ဖြစ်တယ် hallelujah hallelujah ဒါကြောင့်ကျွန်တော်နဲ့အတူတူသင် region ကိုသင်ဘယ်လိုချိန်လဲအာဗြဟံကအမဲဟင်းနဲ့ချိန်ပလိုက်တယ် region ယာကုပ်ကလည်းအမဲဟင်းနဲ့ချိန်ပလိုက်တယ် region တဲ့အမဲဟင်းကသိအရေးကြီးတယ် life မှာကောင်းကြီးတက်ဖို့ life တစ်ခုလုံးမှာကျွန်တော်ရဲ့ region အပြောင်းလဲတွေဟာကျွန်တော်တို့ဘလောက်ထိကျွန်တော်ရဲ့အမဲဟင်းကိုဘယ်သူစားသလဲနဲ့ဆိုင်သင်ဘွားမှာကျွန်တော်မပေးဘူးလို့မပြောဘူးသင်ပေးဘူးလိမ့်မယ်ဒါပေမဲ့သင်အမဲဟင်းကိုဘယ်သူစားသလဲအဓိကသင်ကဘယ်သူအတွက်အမဲဟင်းချက်ရလဲကျွန်တော်တနေရာလေးကိုကြည့်စေချင်တယ်ကျွန်တော်နဲ့အတူတူတောလျာကျမ်းကိုတစ်ချက်ကြည့်ပေးပါအခန်းကြီး16ပါလေဝိမျိုးကောဟတ်တာဣဇဟာဣတာကောရရုဘင်မျိုးအေလျာဘဣတာဒါသန်အဟိရန်ပေလက်ဣတာအောန၄ယောက်ရှိတယ်ကောရဒါသန်အဘိဒန်အောန၄ယောက်နာမည်မှတ်ထားပါကောရဒါသန်အဘိဒန်အောနအခန်းငယ်15မှာမောရှေသည်အလွန်အမျက်ထွက်၍အခန်းငယ်15မှာမောရှေသည်အလွန်အမျက်ထွက်၍ဤသူတို့ပူဇော်တက်ကာကိုပမာဏပြုတော်မမူပါနဲ့သူတို့ဥစ္စာမြည်တကောင်ကိုမှကျွန်တော်မသိမ်းပါသူတို့တွင်တယောက်ကိုမျှမငင်းဆဲပါဘူးထာဝရဘုရားရှောက်လေမောရှေဘာလုပ်လဲစိတ်ဆိုးပြီးတော့ဤသူတို့ပူဇော်တက်ကာကိုပမာဏပြုတော်မမူပါနဲ့ဒါပေမဲ့မယူပါနဲ့တဲ့သူတို့ရဲ့ဥစ္စာတကောင်မှကျွန်တော်မယူပါတဲ့ကျွန်တော်ဒီမှာတနည်းအားပြန်ကြည့်စေချင်တယ်ကျွန်တော်နဲ့အတူတူတရားသူကြီးမတ်စာအခန်းကြီး73ကိုသွားပေးပါတရားသူကြီးမတ်စာအခန်းကြီး73
တရားသူကြီးမဆအခန်းကြီး73အခန်းငယ်ဘလောက်ကိုကြည့်ရအောင်လဲဆိုရင်အငယ်16ပါထာဝရဘုရား၏ကောင်းကင်တမန်ကငါ့ကိုစီးတားတော်လဲသင်ဤစားစရာကိုငါမစားတဲ့မီးရှို့ရာရစ်ကိုပူဇော်လို့ရင်ထာဝရဘုရားပူဇော်တယ်ကောင်းကင်တမန်ကပြောလဲမင်းအခုဒီကောင်းကင်တမန်ကိုယ်တိုင်ဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်ဘုရား manifest ဖြစ်တာအဲ့သူဘာပြောနေပြီလဲမင်းပူဇော်တဲ့ကငါမစားဘူးတဲ့အဲ့ဒါပြဿနာတတိယဖြစ်မင်းပါဝင်တဲ့ဟာငါမစားဘူးကျွန်တော်တို့ကြည့်အောင်အခန်းကြီး73အခန်းငယ်22ကိုဖတ်ရမာနောကလည်းငါတို့ဒီဘုရားသခင်ကိုမြင်သောကြောင့်ဆက်ဆက်တည်တော်မူဟုမယားအားပြောတော်ဘယ်သူကပြောလဲအမျိုးသားကပြောတာသူမိမငါတို့ဆက်ဆက်တည်မယ်အခန်းကြီးဘလောက်အခန်းငယ်ဘလောက်ပဲ20ကိုဖတ်ရအောင်ဆိုရင်အခန်းငယ်19ဖတ်ရအောင်19မာနောဒီစိတ်တငယ်နဲ့ဘောဇင်ပူဇော်သက္ကာကိုဆောင်ယူ၍ကြောက်ပေါ်မှာထာဝရဘုရားပူဇော်လေထိုအခါမာနောလင်မယားတို့သည်ကြည်မြင်၍မြင်ရသောအံ့ဖွယ်ဟုမူကားဒီမှာတို့ဘာဖြစ်ပြီလဲတို့စပြီးတော့မြင်ရသောအံ့ဖွယ်ဟုမူကားဘာလို့တို့မြင်လဲမီးရှန်ဒီရစ်ပလင်ပေါ်ကမိုးကောင်းကင်ကိုတက်ဆင်ဘာတက်သွားလဲမီးရှန်ရစ်ပလင်ကနေပြီးတော့ကောင်းကင်ကိုတက်သွားတယ်မီးရှန်ရစ်ပလင်ပေါ်ကနေကောင်းကင်ကိုတက်တာထာဝရဘုရားကောင်းကင်တမန်ဒီရစ်ပလင်မီးရှန်၌တက်လေအဲ့အခုကောင်းကင်မြေကြီးကနေရစ်ပလင်ကနေကောင်းကင်ကိုတက်တဲ့မီးရှန်ဘုရားသခင်ကောင်းကင်တမန်ဒီအင်ဂျယ်က flames of fire ဘုရားသခင်ငါတို့ဘုရားသခင်ဒီလောင်တော်မီးဖြစ်တော်ပြီအခု flames of fire ကောင်းကင်တက်သွားတယ်သူတို့ဘာလုပ်တော့လဲမာနောလင်မယားတို့ဒီကြီး၍မြင်လင်မြေပေါ်မှာပြတ်ဝတ်နေကြတယ်အားလုံးဝတ်ထားကြတယ်ထာဝရဘုရားကောင်းကင်တမန်ဒီမာနောလင်မယားတို့အားမပေါ်လာတယ်ကောင်းကင်တမန်ပြန်သွားပြီမရှိတော့ထိုကမာနောဒီထာဝရဘုရားကောင်းကင်တမန်ဖြစ်သည်ကိုသိဟာဒါတကယ်ဘုရားကောင်းကင်တမန်ပဲငါတို့တားယောက်ျားပေးမယ်ဆိုတာတကယ်ပဲဟာရှန်စုံပေးမယ်ဆိုတာတကယ်ပဲကွာနာဇရိလူပေါ်ထွန်းစေမယ်ဆိုတာတကယ်ပဲကွာငါတို့ထဲကနေဘိတ်သိက်ရှိတဲ့သူပေါ်ထွန်းမယ်ဆိုတာတကယ်ပဲကွာဘာလို့လဲငါတို့အခုတွေ့တဲ့တရားရိုးရိုးလူမဟုတ်ဘူးထာဝရဘုရားကောင်းကင်တမန်သင်နဲ့ encounter ဖြစ်တဲ့တော့ဘယ်သူလဲသင်သိဖို့လိုတယ်သူသင်နဲ့ encounter ဖြစ်တဲ့တရားသင်မသိဘူးဘယ်သူမှအဲ့နဲ့ဘာဆက်ဖြစ်လဲအငယ်22မှာမာနောကလည်းငါတို့ဒီဘုရားသခင်ကိုမြင်တော့ကြောင့်ဆက်ဆက်တည်တော်မူဟုမယားအားပြောတော့အငယ်23မှာမယားကထာဝရဘုရားသည်ငါတို့ကိုတတ်ခြင်းကအလိုတော်ရှိလေဒီမှာအဖြေပါပြီထာဝရဘုရားသည်ငါတို့ကိုတတ်ခြင်းကအလိုတော်ရှိလေမီးရှို့ရာရစ်နဲ့ဘောဇင်ပူဇော်တတ်ကောင်ငါတို့လက်မှခံယူတော်မမူတနည်းအားဖြင့်ဘုရားခင်ငါအမဲသားမစားဘူးလေငါတို့ကိုဘုရားတတ်မယ်ဆိုရင်အမဲသားမစားဘူးလေအခုငါအမဲသားမသွားရမတတ်တော့မသေးတော့ဘူးလေငါတို့သေမယ်လို့ပြောတယ်ယောက်ျားအမျိုးသမီးကပြောမသေးတော့ဘူးလေဘာဖြစ်လို့လဲအမဲသားကုန်သွားပြီဘာဖြစ်လို့လဲငါအမဲသားသူမသွားပြီတဲ့ပြတနည်းအားဖြင့်မာနောလင်မယားသိလိုက်ပြီငါတို့မသေးတော့ငါတို့ဘုရားတကယ်သုံးတော့ဘာဖြစ်လို့လဲငါတို့အမဲသားကိုမသွားပြီယာကုပ်မသေးနိုင်တော့ဣဇက်အမဲသားစားသွားပြီအာဗြဟံကလေးမရပဲသေမယ်ဆိုတာမဖြစ်နိုင်တော့ဘာလို့ဆိုအမဲသားကုန်သွားပြီအသင်ရဲ့ life ရဲ့တက်တန်းကဘာနဲ့တိုးသွားလဲအမဲဟင်းနဲ့တိုးသွားတာခက်တာကတဲ့အမဲဟင်းဘယ်သူစားမှန်းသိမသိဘူးသင်အမဲဟင်းကိုဘယ်သူစားတယ်သင်အမဲဟင်းကိုဘုရားသခင်စားရဲ့လားသင်အမဲသင်ကြီးပဲတွေ့ဟုတ်ဒီမှာဘုရားသခင်ငါတို့ဟာစားသွားပြီငါတို့ပူဇော်တက်ကောင်ကိုသူယူသွားပြီဒါကြောင့်ငါတို့သိမှာမဟုတ်တော့တကယ်လို့ဒါမယူတော့ကောရရဲ့ဓာတန်ရဲ့အဘိဓမ္မာရဲ့အောနာရဲ့ကသူတို့ရဲ့ပူဇော်တက်ကမောရှိလက်မခံမယူတော့တဲ့အတွက်မြေကြီးကတကားပွင့်သွားတယ်ပွင့်တော့တကားတော့ပွင့်တယ်ပွင့်တဲ့တကားမရဏနိုင်ငံကိုရောက်တဲ့တကားပြည့်တယ်ဒါပေမဲ့ဒီမှာကျတော့တကားပွင့်သွားပြီဘာလို့ပူဇော်တက်ကပါသွားလို့ကျွန်တော်ပူဇော်တက်ကတည်းကျွန်တော်ရဲ့ life မှာ serious ဖြစ်ရမယ်အရာတစ်ခုဖြစ်တယ်ဘာလို့တင်းရဲ့ future တစ်ခုလုံးနဲ့ပတ်သက်တယ်တင်းရဲ့ delay နဲ့ပတ်သက်တယ်တင်းရဲ့ supernatural speed နဲ့ပတ်သက်တယ်တင်းရဲ့ dimension အဲကြောင့်တကားခောက်တဲ့အခါကျန်းစာပြောတယ်တောင်းကြလို့တောင်းနေရပြီရှာကြလို့ရှာနေတွေ့ပြီ
အဲ့ဒါရှာတာနဲ့တောင်းတာပဲရှိသေးတယ်အခုကြောင့်နေရာပြောင်းခြင်းတကားခောက်ပါတယ်တကားဖွင့်ခြင်းကြတော့ခောက်တတ်ရတယ်ခောက်တဲ့အတန်လို့လေ region ဘာကြောင့်မပြောင်းလဲ region ဘာကြောင့်မပြောင်းလဲဆိုတော့တကားမခောက်တတ်လို့ဖြစ်တယ်အာမင်အဲ့တကားခောက်တန်ချိန်သွားတာနဲ့တင်တကားတွေကအားလုံးပွင့်ပြီပဲအဲ့ကျွန်တော် live မှာဘုရားသခင်ကကျွန်တော်ကိုဂျောင်းထဲမှာထားပြီးအသုံးပြုမလားကဘာပေါက်အောင်အသုံးပြုမလားကျွန်တော်အမဲဟင်းကို global ကစားလား local ကစားသလားနဲ့ဆိုင်တယ် global ကြတော့လေ global beef ကျွေးမှရတာ local beef နဲ့မရ global local beef သွားကျွေးရင်ဘုရားသခင်ကကျွန်တော်ပြောမှာမင်းကငါစပွဲရုပ်မှာဘာဖြစ်လို့လဲကျွန်တော်ခောက်တဲ့တကား global တကားဒါပေမဲ့ global beef မထုတ်ကျွန်တော် local beef ထုတ်လိုက်တာသိတယ်ဝါတာတယ်ရတာသိတယ်ဒါကြောင့်ကောင်းကင်တမန်ကအာဗြဟံအိမ်လာလေတဲ့ကအာဗြဟံက expire ဖြစ်ခံဒီအမဲသားကိုထုတ်လာတာမဟုတ်မိုးတက်တဲ့အမဲသားကိုထုတ်လာအာဗြဟံထုတ်လာတဲ့အမဲသားမိုးတက်ပြီးစားလို့မရတဲ့ဟာမဟုတ်Elon Musk ပဲကြိုက်တာဒါပေမဲ့ဒီမိုးတက်နေတဲ့အမဲသားမဟုတ်ပဲ fresh နုထွားကောင်းမွန်တဲ့ tenderloin အသားနူးညံ့ပြီးတော့ဟိုကစားပြီးတော့သူ့ပါဇက်ထဲမှာအရေးပျော်သွားပြီကောင်းလဲကောင်းကလေးမွေးတဲ့နေ့ပြန်လာခဲ့မယ်ဟာလေလုယာအထာနဲ့ပြောသွားတာကိုဝင်ရပြီဒီကလေးရပြီဒီဘာမပြောကလေးမွေးတဲ့နေ့ပြန်လာမယ်အာမင်အာမင်ဟာလေလုယာရာခါစာထာလာဘာကိနာလာဘာရှေကေအာမင် prophetic ကဒါပဲ prophetic ကအမြဲတမ်းအချိန်တွေကိုကြော်ပြောတယ်အာဗြဟံကိုဘုရားကပြောလဲနှစ်400ယူလွန်ရင်လည်းအေဂုတုကထွက်မယ်အခုကဝင်အောင်မဝင်ရသေးဘူးဘလို့ပြန်ထွက် prophetic ကအမြဲတမ်းကြော်ပြောတယ်အာမင်ဘာလို့ကြော်ပြောလဲဆိုတော့သင် region နဲ့ဝင်ခိုင်းတာကလေးမွေးတဲ့ region နဲ့ဝင်လာခိုင်းတာလူမျိုးကြီးတွေမွေးတဲ့ region နဲ့ဝင်လာခိုင်းတာ region change ရင်နုထွားကောင်းမွန်တဲ့အမဲဟင်းအာဗြဟံချက်လိုက်တဲ့ချိန်အာဗြဟံ region အဲ့ region change ဖို့လို့နံပါတ်1 region ကဘယ်သူလဲပဲသိဖို့လိုတာဘယ်သူက Metatron လဲသိဖို့လိုတယ်ဘယ်သူကကောင်းကင်တမန်လဲဘယ်သူကကောင်းကင်တမန်မင်းလဲကောင်းကင်တမန်နဲ့ကောင်းကင်တမန်မင်းကကွာတယ်ဖခင်ယေရှုကိုကြွလာစေတာကောင်းကင်တမန်အတန်ပေးခြင်းနဲ့ကြွတာမဟုတ်ကောင်းကင်တမန်မင်းရဲ့အတန်ပေးခြင်းကိုနဲ့ထိတွေ့တဲ့ဖခင်လူက angel လား archangel လားခွဲတတ်ဖို့လိုတယ်ကိုနဲ့တွေ့တဲ့ prophet ကလာမယ့်နှစ်ဒီချိန်ရောက်ရင်လို့ prophet ပြုမဲ့သူလားမနှက်ဖြန်နေဒီချိန်ရောက်ရင်ဂျုံလုံးညက်တစ်စိတ်ကိုငွေတစ်ချက်နဲ့ဝယ်ရမယ်ဘာဖြစ်လို့လဲ archangel ကသူများတစ်နှစ်သွားမယ်ဟာကိုတစ်ရက်နဲ့သွားလို့ရတယ်ဟိုဆို archangel ဒါကြောင့်ယေရှုကြွတာတော့မှခြာတိတ်တွေတရားဟောလို့ကြွတာမဟုတ်ဘူး archangel တွေရဲ့အတန်ကြောင့်ကြွတာယေရှုကခြာတိတ်အတန်ကိုမထူး archangel အတန်ကိုထူတာဝိညာဉ်လောကထဲမှာသင်ဟာချိန်ဖို့လိုတယ်angel ကနေ archangel level အရင်ကသင်တစ်ခါစကားပြောရင်10နှစ်ကြာဖြစ်ဖို့သင်ကဒါပေမဲ့ spiritual realm ထဲမှာ metamorphose ဖြစ်သွားတယ်သင်က transfigure ဖြစ်သွားတယ် angel level ကနေ archangel level ကိုချိန်သွားရင်ကြောင့်ယေရှုရဲ့ transportation က the voice of archangel ယေရှုကြွတာ the voice of archangel ထဲမှာ तू ကလာတာ amenအချို့ prophet တွေက angelic အချို့ရဲ့ prophet တွေက archangel voice တွေသူတို့စကားပြောရင် international တကားတွေတကယ်ပွင့်တယ်သူတို့စကားပြောရင်တကယ်ကလေးထွက်လာတာအခုဒီဧည့်သည်3ယောက်က angel အတန်နဲ့လာတာမဟုတ်ဘူး archangel အတန်နဲ့စကားလာပြောတာကလေးမွေးတဲ့နေ့ငါတို့ပြန်လာခဲ့မယ် hallelujah hallelujah သင် life မှာလည်း voice တွေ change လာပါစေvoice တွေ change ဖို့အတန်တင်တတ်ဖို့လိုတာမဟုတ်ဘာအတန်နဲ့ပဲဆိုဘုရားနာခွဲတတ်တာ archangel လား angel လား hallelujah
တခါတလေသင်စကားတစ်လုံးပြောရင်ဖြစ်ပြဖို့ကြာတာသင်ရဲ့ level ကိုချိန်ဖို့လိုတာ angel level နဲ့ archangel level အဲ့တော့ကောင်းကင်မှာမင်းအတန်ပေးခြင်းဒီမှာကြည့်ကြည့်အောင်အာဗြဟံကလာတဲ့3ယောက်ကိုသူခွဲတတ်တယ်2ယောက်ကယိုယိုအလဲကမိန်းပဲသူဘာပြောလဲကျွန်ုပ်သခင်နဲ့မယ်ကျွန်တော်သခင်ဒိုးတော်မပါကျွန်တော်သင်ကိုခွဲပြမယ်ကပ္ပဦးကျမ်း16မှာလောတာကအိမ်ကိုဧည့်သည်2ယောက်ရောက်လာဘယ်လိုခေါ်လဲအကျွန်ုပ်သခင်ဒိုးအာဗြဟံအိမ်လာတော့အိမ်2ယောက်ပါတယ်3ယောက်လာတာအာဗြဟံကအကျွန်ုပ်သခင်ဒိုးမပြောကျွန်တော်သခင်ပဲဒါပဲသူသိတယ်ဘာဖြစ်လို့လဲအာဗြဟံကစီနီယာနဲ့စကားပြောဂျူနီယာနဲ့မပြောလောတာကဂျူနီယာကျွန်တော်သခင်တို့အာဗြဟံအဲ့2ယောက်သခင်နဲ့မထည့်အပေါ်1ယောက်ပဲဟုတ်တယ်ဟို1ယောက်သူမိတ်ဆွေဖြစ်တယ်ကျွန်တော်သူ friend ဖြစ်တယ်ချီဝိညာဉ်ရမှာတင်ဘယ် level လဲပုံမူတည်ပြီးတင်ဘယ်သူနဲ့စကားပြောလဲချီ angel level နဲ့စကားပြော archangel level နဲ့ discuss လုပ်တာကျွန်တော်ဘုရားသခင် transfigure လုပ်တဲ့အချိန်ကျွန်တော်နဲ့တိကျွမ်းရင်းနှီးတဲ့လူတွေကွာသွားတယ်ဘုရားကျွန်တော်ကိုကမ္ဘာရဲ့ God generation နဲ့မိတ်ဆွေဖွဲ့ခွင့်ပေးတယ်အဲ့မှာကျွန်တော်သိလိုက်ပြီ angel နဲ့မဟုတ်တော့ငါ archangel နဲ့တွေ့နေပြီ archangel နဲ့စကားပြောခွင့်ရတယ် archangel နဲ့ကမ္ဘာကြီးကိုပြောင်းလဲဖို့အတွက်မိသားဖွဲ့ခွင့်ရတယ်စကားတွေပြောခွင့်ရဆွေးနွေးခွင့်ရတယ်ထိုင်းနိုင်ငံမှာ revival ဖြစ်ဖို့မြန်မာပြည်မှာ revival ဖြစ်ဖို့Asia မှာ revival ဖြစ်ဖို့Africa မှာ revival ဖြစ်ဖို့ဒီ archangel level တွေနဲ့ကျွန်တော်ကယူပါယုံနေစကားပြောခွင့်ရတယ်အရင်တော့အဲ့ဆရာကြီးတွေတရားဟောပွဲမှာဆိုတန်းစီပြီးဆူတောင်းသွားခံရတာအဲ့ဒါတော့ကိုယ်လက်မတင်သွားဘူးလွတ်သွားလို့နောက်တစ်ခေါက်ပြန်ရှာစောင့်ရတယ်နောက်တစ်ခေါက်ဆိုတာနောက်တစ်ရက်မဟုတ်ဘူးနောက်တစ်နှစ်ပြန်လာပါစီဆိုငါတို့နိုင်ငံကိုမလေးရှားနိုင်ငံများဘေးကဘာခေါင်းဆောင်တယောက်လာမလားကျွန်တော်မျှော်ရတယ်ဒါပေမဲ့ transfigure ဖြစ်သွားတဲ့အချိန်အသွင်ကူးပြောင်းသွားတဲ့အချိန်ကျွန်တော်တို့ဘာစဖြစ်ပြီလဲသင်တနေ့တနေ့အတူထိုင်စကားပြောတဲ့ပုံကိုယ်တွေပင်ချိန်လာမယ်ဒီမှာရော archangel တွေရှိရလားမသိကျွန်တော်ကြည့်လိုက်အောင်archangel တွေ hallelujah hallelujah သွားတာကိုပြောတာမဟုတ်နော် archangel ကောင်းကင်တမန်မင်း level စကားပြောတဲ့ပုဂ္ဂိုလ်တွေယေရှုကြွလာ the voice of archangel ဒီ main level တွေ prophesy လုပ်မှယေရှုလာတာတော်ယုံတယုံလူ prophesy လုပ်ရင်မလာဘူးယေရှုကဘာပြောလဲထာဝရဘုရားဤနေကြီးမရောက်မီ prophet အေလိယကိုငါလွှတ်မယ်ကြည်ခရစ်တော်လာမဲ့လမ်းတော်မှာ spirit of Elijah လို့တယ်ငါခြားတိတ် prophet တရားကိုလွှတ်မယ်လို့မပြော spirit of Elijah ကိုငါပြန်လွှတ်မယ်ယေရှုခရစ်တော်ကိုယ်တိုင်ပထမကြွလာတော့ baptism ဆရာယောဟန်က spirit of Elijah ကိုရတယ်။ baptism ဆရာယောဟန်တော့ spirit of Elijah ရတယ်တင်းနဲ့ကျွန်တော်ရနိုင်တယ်။ဒီဝတ်လုံက stay available ပဲ။အေလိယနဲ့ baptism ဆရာယောဟန်နှစ်ပေါင်း900ကြာတယ်။နှစ်900အကြာမှာတယောက်ရနိုင်ရင်အခုနှစ်2000အကြာမှာတင်းနဲ့ကျွန်တော်ရနိုင်တယ်။နှစ်900ကြာမှာအဲ့တယောက်ကအဲ့ဝတ်လုံကိုကင်လာတာ။တင်းနဲ့ကျွန်တော်အဲ့ဝတ်လုံကိုရနိုင်တယ်။ Saint Patrick ဝတ်လုံလူတွေအများကြီးပြန်ထားတာအခေါင်းထဲကနေပါပြန်ထားတာအဲ့ဝတ်လုံပမာလဲအာဗြဟံဝတ်လုံပမာလဲရှောလမုန်ဝတ်လုံပမာလဲကျွန်တော်လိုချင်တယ်ရှေဘမိဖုရားပါရှိန်သွားတဲ့ကြွယ်ဝခြင်းတိုင်းနိုင်ငံတွေကိုရှိန်စေတဲ့ကြွယ်ဝခြင်းအဲ့ဒီဝတ်လုံတွေကျွန်တော်တို့ယူရမယ်ကပိတ်သိပ်ပြီးဘယ်ကောင်းကင်မှပြန်မတက်ဘူးဒီမြေကြီးမှာပဲကျွန်တော်တို့ကောက်ရမယ်သင်ဆောင်ခဲ့ရမယ်သင်လိုချင်ရမယ်အေလိယကိုဘုရားငါပြန်လွတ်မယ်ယေရှုမကြွခင်ဗတ္တိဇံဆရာယောဟန်အရင်ကြွတယ်ဒီဗတ္တိဇံဆရာယောဟန်ဒီ spirit of Elijah power of Elijah spirit လည်းပါတယ် power လည်းပါတယ်နှစ်ခုလုံးစိတ်ဓာတ်လည်းပါတယ်တကိုးလည်းပါတယ်အဲ့တော့ဘုရားသခင်ကဘာကိုပြောချင်တာလဲငါမကြွခင်အေလိယစိတ်ဓာတ်တွေအရင်ပေါ်လာရမယ်ငါမကြွခင်အေလိယခေရဲ့ဗိတ်သိက်အရင်လာရမယ်ဒါဆိုရင်ယေရှုကတော်ယုံတန်ယုံပုဂ္ဂိုလ် prophet ပြုယုံနေမကြွတကယ် archangel လိုမျိုး main level top level elder level senior level
general level အဲ့ပုံကိုယ်ရဲ့အတန်အဲ့ပုံကိုယ်ရဲ့တရားဟောတဲ့ခေတ်အဲ့ပုံကိုယ် prophet ပြုတဲ့ခေတ်မှာပြန်လာမယ်အာမင် hallelujah ကျွန်တော်ဝိညာဉ်လောကမှာသင်ခြားတိတ်မဖြစ်စေနဲ့သင်ကိုယ်သင်အသွင်ချိန်နိုင်တယ်အသွင်ကူးပြောင်းနိုင်တယ်ရှာလာဘာကိဒါဘာဟာစေကေဒါကြောင့်အခုကျွန်တော်တို့ရဲ့ life မှာဘုရားသခင်ကကျွန်တော်တို့ကိုဒီ region chain ဖို့အတွက်ကျွန်တော်တို့အတွက်အရန်အရေးကြီးတဲ့ sense ဖြစ်တယ် amen နံပါတ်1က sense ပဲနံပါတ်2ကကျွန်တော်တို့အမဲသားကိုဘယ်သူစားလဲဘယ်သင် sense လို့လဲဆိုတာဒါကြောင့်ပဲဒီပုဂ္ဂိုလ်ကဘေး region ကဒီပုဂ္ဂိုလ်ရဲ့ region ကဘာတွေရှိတယ်ဘာတွေလုပ်လို့ရလဲဘာတွေဖြစ်ပြက်လဲပြီးတဲ့အခါမှာသင်ဘာလို့လဲ sense ပြီးသွားတဲ့အခါမှာသင်အမဲသားကိုသူစားတယ်မစားပြဘူးလားစားပြတယ်လား hallelujah အချို့လူတွေဘဝမှာပေးကန်းတယ်သင်အမဲသားကိုသူစားတယ်ရေးကြည့်အကျွန်တော်ကျွန်တော်နည်းငယ်ဒီမှာကျွန်တော်ရေးပြပြီကျွန်တော်နံပါတ်1က sense လို့ကျွန်တော်နံပါတ်1က sense လို့နံပါတ်2ကကျွန်တော်တို့ရဲ့ sacrifice လို့ဘာလို့လဲကဘာဦးကျန်ခန်းကြီး18မှာဧည့်သည်ဝတ်ကိုပြုတည်တွင်ကောင်းကင်တမန်တို့ကိုအမတ်တမဲ့ဧည့်ခံတယ်ဒါကြောင့်သင်ဘာလို့လဲ sense လို့တယ် hallelujahကျွန်တော်တို့နံပါတ်3မှာ counterfeit sacrifice မဖြစ်ဖို့ကျွန်တော်ဆင်ခြင်ရမယ် counterfeit ဘာလဲ counterfeit sacrifice ဒီ counterfeit sacrifice ဘာလဲ counterfeit sacrifice ဒီဟန်ဆောင်သော sacrifice ရစ်ပူဇော်ခြင်းအတုပတ်စံမကုန်တဲ့ sacrifice နာမည်ပါပြီးတပြားမှမကုန်သွားတာဘလောက်တန်လဲတကယ်တော့ကိုမကုန်နာမည်တော့ပါသွားတယ်ဆရာ Josh တားပေးတာတကယ်တော့ကျွန်တော်ပြားမကုန်အဲ့ဆိုsacrifice အတုပဲအချို့ကြောင့်နာမည်ရဖို့ပဲပေးကမ်းတာတကယ်မနစ်နာပေးကမ်းတယ်ဆိုတာတကယ်တော့နစ်နာတာကို practice လုပ်တာဘာလို့ဘုရားသခင်ခံရတာများပြီတချို့ကသူ့နာမည်ပဲအသုံးချသွားခါမှအဲ့ပေးတဲ့သူတခါမှသူမရော့သူတပြားမရော့ဒါဝိတ်ကအဲ့အခွင့်အရေးရတယ်counterfeit sacrifice ကိုပေးဖို့ဒါဝိတ်အခွင့်အရေးရတယ်ဒါပေမဲ့သူရှင်းပြမယ် counterfeit sacrifice ကကောင်းကင်မှာစစ်လို့ရတဲ့ဆက်ရှိတယ်အဲ့ဒီဆက်ကတော့ discerning spirit ဖြစ်တယ်ကောင်းကင်ထီတောင်တက်စရာမလိုပေတရုသွားပေးကြည့်စစ်တတ်တယ်ပေတရုကပတ်စံအတုလားအစစ်လားခွဲတတ်တယ်ကြောင့်အာနနိနဲ့ရှဖီကပေတရုကိုတမန်တော်ဝတ္ထုအခန်းကြီး9မှာcounterfeit sacrifice ကိုပေးလိုက်တာပေတရုကစစ်လိုက်တာအရင်မြန်တယ်ဆက်နေစင်တော့တော်တော်ကြာမယ်ပေတရုကထိတာနဲ့တော့တန်းသိတယ်သူကဘာလာပြောလဲဒါကျွန်တော်တို့မြေခွက်ရောင်းပြီးလာပါဝင်တာပေတရုကပြောမပြည့်ဘူးဟာမင်းတို့ကခေါင်းစဉ်တက်တာမြေခွက်ရောင်းပြီးပေးတာကတကယ်ပေးတာကအရင်ကလက်ကျန်မြေခွက်ရောင်းတာလာတော့မလာသေးဘူးပေတရုက sense ကအရင်ထက်တာအဲ့ဘာဖြစ်လဲဘလောက်ပေးရဖျားနိုင်ငံတော်မှာမမအောင်ဒါပေမဲ့ပြဿနာခေါင်းစဉ်ယူတာပြဿနာတကယ်အဖိုးခပေးတာနည်းနည်းပဲခေါင်းစဉ်ယူတာကကြီးအဖိုးကနည်းတယ်ခေါင်းစဉ်ယူတာကဣဇက်ကြိုက်တော့အမဲဟင်းတကယ်ပေးတာကကာဣနာရဲ့ဟင်းသီးဟင်းရွက်ပူဇော်တကားဒါပေမဲ့နာမည်ပါသွားတော့ဣဇက်ကအမဲသားဟင်းစားသွားတယ်တကယ်တော့အိန္ဒိယဟင်းသီးဟင်းရွက်နဲ့ပြီးသွားတာအမဲဟင်းကဓာတ်ပုံမှာပဲပါတာ
ကယ်ဣဇက်ကိုကျွေးတဲ့အချိန် vegetable တွေကျွေးလိုက်တာအဲ့ဒါတော့မနေရဟာဒီအချို့တွေငါရစ်ပူဇော်ခြင်းနဲ့များတူနေသလားဆိုပြီးတော့အချို့တအားလန့်သွားဒါတော့ဆရာဘသူဆရာအဲ့ပုံစံမလေးရှားများအဲ့တိုင်းကျွေးလိုက်လားဆရာအဲ့ idea တွေထွက်လာအချို့ကျွန်တော်မလေးရှားအုပ်စုရလန့်တယ်နားထောင်နေတယ်သူတို့မနေရတယ်မကြွေးပါသူတို့နေတိုင်းအသက်တွေပဲဟာလေလုယာဒါမဲ့တကြည့်ဓာတ်ပုံမှာကအမဲသားတကယ်ဣဇက်စားတာဟင်းသီးဟင်းရွက်အဲ့တော့ဘုရားသခင်ကိုကာယိနနဲ့အာဗေလနှစ်ယောက်ပူဇော်တယ်တယောက်ကအမဲသားပူဇော်တယ်တယောက်ကအရွက်ပူဇော်တယ်အဲ့တော့ကာယိနပူဇော်တာကောင်းကင်ကမီးမကြအာဗေလပူဇော်တာကောင်းကင်ကမီးကြတယ်ကျမ်းစာမှာတော့မီးကြတယ်မကြတယ်တော့မပါဘူးပမာဏပြုတယ်နဲ့ပမာဏမပြုဘူးပဲမောရှေလိုပဲကောရာတို့ဒါတန်တို့ပေးတာပမာဏမပြုနဲ့လက်မခံနဲ့မယူနဲ့တော်သေးတယ်မာနော်တို့လင်မယားသေတော့မလို့ဘုရားသခင်စားသွားလို့တော်သေးတယ်စားတာဂျေဇုတော်ယူတာဂျေဇုတော်ဒီနေ့အဖြစ်သင် life မှာသင်ရဲ့မျိုးစေ့ကိုသင်ဘဒုရှိမှာဘယ်နေရာမှာသင် practice လုပ်နေတယ်လဲကျွန်တော်ပြီးခဲ့တဲ့အပတ်ကမလခိဇေဒက်ကုတ်ဆိုကျွန်တော်ရှင်းပြတယ်မလခိဇေဒက်ကလေဝိမဟုတ်မလခိဇေဒက်ကဆယ်ဖို့တဖို့စားအောင်လေဝိလည်းမဟုတ်တင်ရလေဝိစားဖို့ဆယ်ဖို့တဖို့ပေးတယ်ဆိုရဲ practice ဆိုမလခိဇေဒက်ကငတ်ပြီပဲအာဗြဟံကမလခိဇေဒက်ကိုလေဝိမို့လို့ပေးတာမဟုတ်ဒါသူအမဲဟင်စားမယ်သူမှန်သိလို့သူပေးတာအာမင်အာဗြဟံလေဝိမကြွေးမလခိဇေဒက်ကြွေးပလိုက်တာဟာလေလုယာဒီတဲ့အမဲသားကိုမလခိဇေဒက်စားသလားတဲ့အမဲသားကိုကောင်းကင်တမန်စားသလားစားတဲ့ကောင်းကင်တမန် archangel လား angel လားသင်ဝင်တဲ့ realm ပြောင်းသွားမယ်ဒါကြောင့်ဒီမှာရှေ့မိတ်ဆွေများအားလုံး spiritual region ကိုအများနဲ့ sense လုပ်ပါစုံတယောက်ဒီ spiritual region မှာဒါမျိုးတွေဖြစ်ပျက်နေရင်အဲ့ region ကိုဝင်ကျင်ပါအဲ့ region ထဲမှာနေကျင်ပါအဲ့ region ကိုနေဖို့အတွက်သင်ကအဲ့နေရာမှာစပြီးသင်ရဲ့အမဲဟင်းကို practice လုပ်ရမယ် counterfeit sacrifice ကိုမပေးပါနဲ့ဓမ္မရာဆိုရင်ဒုတိယဆောင်အခန်းကြီး24အငယ်24မှာဒါဝိဒ်ကဖျားသခင်ကို free ပူဇော်လို့ရတယ်ဘာလို့ဆို तू ပါဝင်မဲ့ဟာကိုတယောက်ကပါဝင်ပေးမှာ तू သိတယ်ဖျားကိုငါပေးမယ်ပြောထားတာမဟုတ်ဘူးတဲ့ငါပေးမယ်မပေးနဲ့တဲ့ခဏနေကောင်းငင်ရောက်လို့မိကိုတက်ပြီးအနံ့ရမှာဘုရားခင်ဒါဝိဒ်မဟုတ်ဘူးဆိုရင်သွားပြီအာမင်ဒါဝိဒ်ကတော်တော်ဒီနေရာမှာတော့အရန်ထတ်တာရစ်ပူဇော်ခြင်းဆိုရင်ယုံကြည်သူတော်တော်များရစ်ပူဇော်ခြင်းမှာမထတ်ဘူးဒါကြောင့်ဒီမှာရှိတဲ့ DUMC ကအရန်ပေးတယ်ခတ်တာအနံ့ထဲမှာသင်မပါဘူးအေးပဖြောတိတ်ကအလူငွေသာယူလာတာပေးတာဖိလိပ္ပိကပေးတာပေါလုကအနံ့လဲရှူကြည့်ရောအေးပဖြောတိတ်မင်းလည်းမပါဒီဒါကြောင့်မလို့ပေတရုရှိကိုအာနနီနဲ့ရှဖီရေအလူငွေယူလာတဲ့အချိန်ပေတရုကဟာဝိတ်ကတော့အလေးကြီးပဲတည်လိုက်တာဒါပေမဲ့အနံ့ကြတော့အဲ့လောက်မပါဘူးဖြစ်တယ်ဓာတ်ပုံကတော့အပြည့်ကပါကင်ကတော့အမဲဟင်းဖြစ်တယ်ပါကင်ဖောက်လိုက်မှအထဲမှာဟင်းသီးဟင်းရွက်ဖြစ်အဲ့ဒါ counterfeit sacrifice ဘုရားခင်တဲ့နားလည်ဖို့ကောင်းကြီးပေးပါစေဒီအမဲဟင်းဓာတ်ပုံကတ်ထားတဲ့ဟင်းသီးဟင်းရွက်ဘုရားသခင်အဲ့ဒါစားရတာများသွားတယ်ဘုရားသခင်သင်ပေးတာအသက်တော့အသက်ပဲအသက်တော့အသက်ပဲအဲကြောင့်တခါလေဘုရားခင်အလူငွေထဲတော့အသက်တောင်လဲပြီးပေးတာအသက်ကြွကြွတော်တော်သက်တယ်ဒါပေမဲ့30တန်ဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အမဲဟင်းဓာတ်ပုံနဲ့အထက်ကဟင်းရွက်ထည့်တာဝိတ်တောင်4အောင်ရေးကြီးကကင်လိုက်ရင်4သွားဖို့လိုတယ်4တဲ့ဟာအားလုံးလဲတာ no သင်ပေးတာ4စရာမလိုအဓိကတစ်ဖို့မဟုတ်အဓိက main ဒီသင်အပြင်ကပါကင်ဘူးကအတိုင်းအထဲမှာပါဖို့လိုတယ်
ဒါဝိတ်ကိုတော့ဒီနေ့ညရစ်ပူစော်တယ်နော်ကောင်းကင်ကိုအနံ့တက်သွားတော့အာယောနာဟာတွေဖြစ်နေဒါဝိတ်ကတည်းကမင်းကမနှောင်းနဲ့ဒီကိစ္စငါပါဝင်ရမယ့်ကိစ္စမင်းပေးလိုက်ဟိုရောက်ရင်အနံ့ငါဟာမို့ပဲမင်းဟာဖြစ်နေခဏနေငါဆူတောင်းရင်တိုင်းပြည်မှာအနာမငြိမ်းမဲနေဦးမယ်တိုင်းပြည်မှာအနာငြိမ်းဖို့အတွက်မင်းအလှငွေနဲ့တော့မဖြစ်ငါကိုယ်တိုင်ထည့်မှရမယ်ဟာလေလုယာကနေငါဆူတောင်းချက်ရဲ့အနောက်မှာငါအဖိုးခမပါရင်ဘုရားသခင်မေးခွန်းထုတ်နေမှာအနာယောဂငြိမ်းချင်းလူဖို့ငြိမ်းချင်းလိုတာကယေဘူးတိလူမဟုတ်အခုဣသရေလလူတွေဘာဆက်ဖြစ်လဲတပတ်ရာဆိုရင်ဒုတိယဆောင်အခန်းကြီး24အငယ်24ကိုအရင်ဖတ်ကြည့်ပါအခန်းကြီး24အငယ်24ကိုအရင်ကြည့်ကြည့်ပါပြီးတော့အငယ်25ကိုကြည့်ကြည့်ပါသူပါရေးထားတယ်အခန်းကြီး24အငယ်24လို့ရေးတယ်ရှင်မင်းကလည်းထို့သောငါမယူထို့သောငါမယူအတိပ္ပယ်ကသူပေးမဲ့ဟာတယောက်ကလာပါဝင်သွားတာမလုံနဲ့ငါပဲပေးပြရစီအကျိုးဆိုရင်2ယောက်လာပြီးတော့တစ်ခုကဖရားတစ်ခုကကိုတော်300တည်နှစ်ခုလုံးဖရားရထိုက်တာအခုတစ်ခုကတယောက်ဝိုက်သွားဒါကြောင့်ပါဆယ်ဘူးမှာပဲအမေဟင်အထက်ဟင်းရွက်ဖြစ်နေအားလုံးကြည့်အောင်အခန်းငယ်24မှာစင်စစ်အဖိုးပေးပြီးငါဝယ်မည်အဖိုးပေးပြီးငါဝယ်မယ်ကိုငွေမကုန်ပဲငါထာဝရဘုရားကိုမီးရှို့ရာရဲ့မပူဇော်လို့ဟုအာယောနာဘာဖြစ်လဲယေဘူးတိလူအာယောနာငွေအချက်50ကိုပေးပြီးထိုကောက်တဲ့လင်းနဲ့နွားကိုဝယ်တကယ်တော့အလကားရတယ်ဟိုက free ပေးတာ free ရတိုင်းမကောင်းဘာလို့အကောင်းကြီးရောက်ဝိုင်းအနံ့စစ်ပါဟိုကဒါဝိတ်ချွေးရောထွက်ရလားဒါဝိတ်ကချွေးမထွက်ဘူးအဲကောင်းကန်ထဲမှာအခန်းငယ်25မှာထိုအရက်၌ထာဝရဘုရားအားမီးရစ်ပလင်ကိုတည်၍မီးရှို့ရာရစ်မိတ္တဟာရရစ်တို့ကိုပူဇော်လေ၏ထာဝရဘုရားသည်လည်းဣသရေလပြည်ဖို့ဆူတောင်းသောစကားကိုနားထောင်၍ကာလနာဘေးကိုငြိမ်လိုနေတာဣသရေလလိုနေတာယေဘူးတိလူတွေမဟုတ်ဂျေဘူဆိုက်တွေလိုနေတာမဟုတ်ဣသရေလိုက်တွေလိုနေတာဣသရေလိုက် healing လိုတာကိုဂျေဘူဆိုက်ကအဖိုးခပေးသွားရင်ခဏနေ blessing ကဒါကြောင့်ဒီမှာရှင်းမိတ်ဆွေများ crusade ကလောက်တာတော့မြန်မာနိုင်ငံမှာဒါပေမဲ့ပတ်သက်ကုန်တာအမေရိကန်ကုန်ပါပြီးတော့မြန်မာပြည် healing ဖြစ်ဖို့တင်ဆူတောင်းတယ် no အမေရိကန်အဖိုးပေးသွားတာလူဖြူတွေကအကုန်ခံသွားတယ်တဲ့ငါတို့မြန်မာနိုင်ငံမှာချီးမွမ်းပွဲကြီးလုပ်နေတယ်နော်ဘယ်သူကုန်သွားလဲတဲ့ left get အောင်ရသေးတယ်ပြီးတော့တဲ့ဣသရေလပြည်ကိုအနာငြိမ်းဖို့ဆူတောင်းတယ်ဒီကောင်းကင်မှာအနံ့စစ်မှာမိခိုးကတက်သွားပြီမိခိုးကအနံ့ရတော့အမေရိကန်အနံ့ရတော့အမေရိကန်မှာကောင်းကြီးဖြစ်သွားအခုကဒါကိုဘယ်သူကသိလဲဒါဝိတ်ကကောင်းကောင်းသိတယ်အနံ့ကဂျေပူဆိုင်အနံ့ထွက်သွားမှာအဲ့တော့ဂျေပူဆိုင်ဆိုတာပါလေယေဘူးတိဆိုတာပါလေဂျေပူဆိုင်တီtrumper လို့ခေါ်တယ်ဖျားအသင်းကိုတံပယ်ပေးကြတာဒီမှာကြည့်ဂျေပူဆိုင်တီရဲ့မျိုးစေ့လား Israelite တွေရဲ့မျိုးစေ့လားဒါကြောင့်ငါငွေမပါလို့ရင်ငါနိုင်ငံ healing မရဘာဖြစ်လို့လဲဒီရစ်ကငါတို့ရှိရမဟုတ်လားအပြန်ဖြစ်တယ်ဒီမှာပါဝင်တဲ့မိတ်ဆွေများတင်းရဲ့ life မှာဘုရားခင်တင်းကို bless လုပ်ဖို့အတွက်တင်းအိမ်တကယ်ကောင်းကြီးတက်ဖို့တင်းအိမ်မှာတကယ် healing ဖြစ်ဖို့တင်းအိမ်ကိုတကယ် blessing ဖြစ်ဖို့တင်းအိမ်ကိုကိုစားပြုတဲ့ရစ်ပူဇော်ခြင်းရှိပါဘုရားခင်အိမ်မှာအပြောင်းလဲတွေလုပ်လိမ့်မယ် generation အလိုက်ကိုအပြောင်းလဲလုပ်လိမ့်မယ်အဲကြောင့် church မှာ ministry မှာဘုရား kingdom မှာမြင်ကျွန်တော်တို့ရဲ့ငွေကျွန်တော်တို့ရဲ့အဖိုးခပေးခြင်းအများနဲ့ပါပါစေ hallelujah ဆရာကျွန်တော်လည်းပါဝင်တယ်နာမည်မလို့အပ်ဘူးအရေးကြီးတာအပြင်ကစက်ကူပုံတစိမ့်မဟုတ်တစိမ့်ကတော့အမဲသားဆိုပြီး beef steak ဆိုပြီးအထဲမှာပြောမရအောင်မုံလာဥနီထွက်လာနိုင်တယ်အပြင်မှာ beef steak lamb chop အထဲထဲမှာ broccoli ထွက်လာနိုင်တယ်တ
ခါလီတဲ့ main course မျိုးပေးနာ side dish ပေးလိုက်တာအကြောင်းကျွန်တော်ဒီမှာရှင်းမိတ်ဆွေများအိုးဖျားသခင်ကတစ်ချက်ပဲပေးနှစ်ချက်ပဲပေးဒင်းငါနှစ်ပြားပေးလက်ခံတယ် yes သင်ဝင်တဲ့ run တော့ပြောင်းတယ်ကွာတယ် run ကွာတယ်ဒီနေ့ကျွန်တော်တို့ practice လုပ်နေကြပုံစံမျိုး practice မလုပ်နဲ့ကျွန်တော်စပြီးချိန်ပါ spiritual region ကိုနားလည်ပါ region တွေရှိတယ်ဒီ region တွေကိုဝင်တဲ့ညီကောင်မောင်နှမများကိုယ့်ရဲ့ပြီးကန်းပုံပြီးကန်းဒီအားလုံးကိုချိန်ပစ်ပါလူမျိုးကြီးကိုအမဲသားဟင်းကြောင့်မွေးလာရင်အဲ့ဒီ blessing ကနောက်မျိုးဆက်ကိုအမဲဟင်းနဲ့ပဲပေးတာဒါ fasting နဲ့ပေးတာမဟုတ်အမဲဟင်းနဲ့ fasting နဲ့လာတာမဟုတ်လူမျိုးကြီး blessing က fasting နဲ့ရောက်လာတာမဟုတ် fasting ကအနာရောဂါငြိမ်းမယ် fasting ကနှဆိုးထွက်ရင်ထွက်မယ်လူမျိုးကြီးက fasting နဲ့မထွက်လူမျိုးကြီးကအဲ့နေ့ကနှုတ်ထွားကောင်းမွန်သောအမဲno dan cheese ပါမို့6ဆေးပေးခြင်းဒီ service ကအာဗြဟံအိမ်မှာကလေးမွေးသွားတယ်ကျွန်တော်ဒီကောင်းမရှိတဲ့ဒီဖျားတကယ်ကောင်းမြတ်ခြင်းဒီကောင်းမြတ်ခြင်းအားလုံးကိုသင်ခံရဖို့အတွက်သင်ရဲ့ life ထဲမှာသင်စပြီးတော့ဒီ region တွေကိုဘယ်လိုချိန်မလဲဒါဟာ system ဖြစ်တယ် hallelujah hallelujah အဲကြောင့်ကောင်းကင်တမန်တို့ကိုအမှတ်တမဲ့ဧခံကြတယ်သင်ဟာဒီနေ့စပြီးတော့ sense လုပ်ရမယ်သင်နဲ့တွေ့တဲ့ပုဂ္ဂိုလ်က Metatron လားသင်နဲ့တွေ့တဲ့ပုဂ္ဂိုလ်ကရိုးရိုး angel လားသင်နဲ့တွေ့တဲ့ပုဂ္ဂိုလ်ကဘာ region လဲကြောင့် Abraham ဒီ spiritual region ဖြစ်တယ်မောရှေဒီ spiritual region ဖြစ်တယ်သင်ထိတွေ့တဲ့ပုဂ္ဂိုလ်တွေက region တွေဖြစ်တယ် hallelujah region changing အပေါ်မှာပြောင်းတာတွေရှိတယ်ကျွန်တော်တမန်တော်ဝတ္ထုအခန်းကြီး73ကိုခဏကြည့်စေချင်တယ်တမန်တော်73မှာအခန်းငယ်ဘယ်လောက်မှလဲဆိုရင်အခန်းငယ်8မှာအနက်အားဖြင့်နတ်ဝိဇ္ဇာအထက်သမားဟုဆိုလိုသောအေလုမအမည်ရှိသောထိုသူသည်မြို့ဝင်ကိုယုံကြည်ခြင်းမှလွှဲအပ်သောကတမန်တော်တို့ကိုဟန်တားလေထိုကပေါလုသည်အမိတွင်သောရှောလူသည်တန်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်သည်ဖြင့်ထိုနတ်ဝိဇ္ဇာသမားကိုစစ်စစ်ကြည့်လျက်လှည့်ပြားခြင်းအကျိုးကိုဖျက်ခြင်းအမျိုးနဲ့ပြည့်စုံသောမာနဤတာဖြောက်မှတ်ခြင်းတရား၏ရန်သူသင်သည်ထာဝရဘုရားဖြောက်မှတ်သောလမ်းခေကိုမဖျက်ဆီးဘဲမနေနိုင်သလောယခုပင်ထာဝရဘုရားလက်တော်သည်သင်ပေါ်ကိုရောက်၍နေကိုမြမမြင်နိုင်အောင်အင်တန်ကာလပတ်လုံးသင်၏မျက်စိကွယ်လိမ့်မည်ဟုပေါလုဆိုသောခဏချင်းတွင်မျက်စိမေးရှက်၍မှောင်မိုက်အထိဖြစ်သည်ဖြင့်လက်ဆွဲပေးသောသူတို့ကိုရှာလျက်တလဲလဲရှိနေပေါလုကကုပရုကျွန်းကိုသွားတဲ့အခါမှာဘယ်သူနဲ့တွေ့လဲဆိုတော့အေလုမဆိုတဲ့ဘာယေရှုဆိုတဲ့နတ်နဲ့တွေ့တယ်နတ်ဆရာအော်တမန်တော်ရှင်ပေါလုဒီကုပရုကျွန်းမှာသူဟာနတ်ဆရာနဲ့သူရှင်ဆိုင်ရတယ်အော်ဒါဘာလဲဆိုတော့သူ mission ထွက်တဲ့ mission area ကနတ်ဆိုးတွေဖြစ်တယ် mission area နတ်ဆိုးတွေဒါပေမဲ့တမန်တော်ရှင်ပေါလုကိုဘုရားသခင်ကသူ့ရဲ့ life ကို upgrade လုပ်လိုက်တဲ့အချိန်တမန်တော်ရှင်ပေါလုက mission area ကနတ်တွေနဲ့မတွေ့ရတော့ကုပရုကျွန်းကနတ်တွေ economy မျိုးကနတ်တွေအဲ့ဒီလိုနတ်အသေးစားတွေနဲ့သူမတွေ့ရတော့ဘာလို့ဆိုဒီနတ်တွေကဘသူပဲနှောက်ယှက်တာလဲဆိုတော့ကုပရုကျွန်းကမြို့ဝန်မင်းကိုနှောက်ယှက်တာမြို့ဝန်မင်းကိုဧဝံဂေလိမကြားအောင်စီတာတော့နတ်ဖြစ်တယ်ဒီနက်ကနည်းနည်းသေးတယ်ခြားတိတ်ကလေးဖြစ်တယ်ဘာပဲလဲဆိုတော့မြို့မှာရှိတဲ့မြို့ဝန်မင်းလောက်ဧဝံဂေလိမကြားဘူးနှောက်ယှက်တဲ့နတ်ဒါပေမဲ့ပေါလုရဲ့ life ကချိန်သွားတဲ့အချိန်ပေါလုကဘေးထိသွားလေဆိုတော့ကဲတာဘရင်ရဲ့နန်းတော်ထိသွားတယ်ကျမ်းစာဒီလိုရေးထားကဲတာဘရင်ဤနန်းတော်၌ရှိသောအိမ်၌ရှိသောအသင်းတော်သည်သင်တို့ကိုကြားလိုက်ပါ၏တဲ့ပေါလုကဗမာတော်မှာအသင်းတော်တည်ထောင်ထားလဲဆိုတော့ဟုံးဆဲလုပ်ထားလဲဆိုတော့ကဲတာဘရင်နန်းတော်မှာတော့ဟုံးဆဲလုပ်ထားအရင်ကရင်ဆိုင်ရတဲ့နတ်ကကုပရုကျွန်းကနတ်ပဲရှိသေးတယ်အခုတွေ့တဲ့နတ်ကကဲတာဘရင်နန်းတော်တနည်းအားဖြင့်အရင်ကနတ်ကမြို့ဝင်မဲလောက်ပဲတားတာအခုနတ်ကယောမအင်ပါယာရဲ့ဘရင်နားမှာရှိတဲ့နတ်ချင်းသွားတယ် fight ရတဲ့နတ်ကွာသွားတယ်
ဒီသင်ရဲ့ life ဒီ region change သွားရင် region change သွားရင်သင်ဟာ small demon တွေနဲ့ fight နေသူမဟုတ်တော့ယေရှုကိုလမ်းမှာမုန်တိုင်းနဲ့တားတယ်ယေရှုကစိတ်တောင်းဝင်စားဘာဖြစ်လို့လဲဟိုရောက်သွားရင်အဲ့ဒီ region မှာနတ်ရှိတယ်အဲ့နတ်ကလေကောင်ဖြစ်တယ်ကျွန်တော်ယေရှုကလမ်းနတ်လောက်ကတော့အေးပြတ်မခံဘူးအဲ့အချို့ကလမ်းနတ်လောက်နဲ့အေးတွေပြက်နေယေရှုကလမ်းနတ်လောက်ကတော့တောင်းတော့အချို့ကလည်းလမ်းမှာရှိတဲ့နတ်လောက်နဲ့ကြာသွားတယ်ရှိပေါလုကလမ်းမှာရှိတဲ့နတ်ကတားတယ်ယေရှုကိုမုန်တိုင်းနဲ့တားတယ်လို့ပေါလုကိုမုန်တိုင်းနဲ့တတ်တယ်မသိဘူးခုဘေးကျွန်းရောက်သွားဆိုမေလိတေကျွန်းရောက်သွားတယ်အခါတိုင်းဆိုရင်နတ်ဆရာတွေဘာတွေကိုရေးလဲပြန်ဖိုက်တာအခုကမေလိတေကျွန်းရောက်တော့မွေလာပေါက်တာမွေတောင်ပြန်မဖိုက်ခါချလိုက်တယ်ဒီတိုင်းလို့ဒီပိုင်းလုတ်လိုက်တာစေးလည်းမလဲဘူးရိုးရိုးမွေမဟုတ်ဘူးလူရိုင်းကျွန်းကမွေရေမွေမဟုတ်ဘူးအစိတ်ပြင်းတဲ့မွေအဲ့ဒီကလူရိုင်းနေတောင်သိတယ်ရိုးရိုးလူတောင်ရှိန်တာမဟုတ်လူရိုင်းတောင်ရှိန်နေမွေကိုအဲ့မွေရဲ့အစိတ်ကဘလောက်ပြင်းလဲဆိုတော့တန်းသေးမှာပေါလုကိုအာသူဘချဖို့စောင့်နေတာအားလုံးကပေါလုကမသိဘူးခါချလိုက်တယ်မွေအဲ့ဒီလူရိုင်းကျွန်းတစ်ကျွန်းလုံးပြောင်းနေသွားတယ်နိုးထမှုဖြစ်တယ်အနာရောဂါငြိမ်းချင်းတွေဖြစ်တယ်ပြီးတော့ပေါလုကိုဘေခေါ်ရလဲဆိုတော့ကဲတာဘရင်ရဲ့နန်းတော်အထိတနည်းအားဖြင့်တမန်တော်ရှင်ပေါလုကအရင်တုန်းကရက်ကွက်ထဲကမြို့နယ်တဲကခေါင်းဆောင်တွေသူရင်ဆိုင်ရတယ်ဒါပေမဲ့အခုပေါလုရင်ဆိုင်ရမှာကဲတာဘရင်နဲ့ရင်ဆိုင်ရမှာပေါလုကိုရှင်းပြတဲ့ဂျန်သူကဘာတူလဲကဲတာဘရင်နေရိုးဖြစ်တယ်အဲ့တော့ပေါလုရဲ့ life ကရင်ဆိုင်ရတဲ့ fight ရတဲ့ demonic realm ကချိန်သွားတယ်မရှင်မိတ်ဆွေများသင်ရဲ့ life ကိုဘုရားသခင်က family demon လောက်လေးနဲ့မယုံကန်စေချင်ဘုရားသခင်သင်ကိုသွားစေချင်တာ national level global demon နေနဲ့ anointing line က appointed နဲ့ဆိုင်တယ် global အတွက် appointed လုပ်ထားရင်သင်က global အတွက် anointed ဖြစ်မယ်အိမ်ထဲနေပြီးတော့အိမ်ထဲကအိမ်ပြင်မထွက်ချင်မယ် global တွေပဲ on နေလို့မရ global တာဝန်ယူခြင်း global ပိတ်တဲ့ရမယ် global ကိုကျွေးခြင်း global ကောင်းချီးရမယ်လူ9000ကျွေးခြင်းလက်ထက်မုံ9လုံးကလူ9000စာပြောင်းလဲသွားမယ်ဒါပေမဲ့သင် fight ပဲဝိညာဉ်လောက global ရလား local ရလားဒီမှာရှေ့သူတွေအားလုံးက global ဖြစ်ဖို့ကောင်းချီးပေးတယ် international ဖြစ်ဖို့ကောင်းချီးပေးတယ်ကျွန်တော်မြန်မာနိုင်ငံကိုဖျားခင် global နဲ့ international ကို shake လုပ်ဖို့အတွက်အသုံးပြုနေပြီ hallelujah hallelujah အဲ့တော့သင်ဟာဒီနေ့ကစပြီးသင်နှလုံးသားကိုပြင်ဆင်ရမယ်ငါ region ချိန်မယ်ငါ region က local လောက်ပဲ access မဟုတ်ဘူး global ထိသွားလို့ရတဲ့ access ကျ access ယူလို့ရတယ်သင်ဟာ access ဖြစ်နိုင်တယ် global run ကိုသွားဖို့ access ရနိုင်တယ် local run ထဲမှာပဲနေကြမလို့ global run အတွက် access ရနိုင်တယ် global run တွေကိုဝင်ခွင့်ရနိုင်တယ်အချို့က local တောင်မှနောက်ထပ်အရင်ယူ localize လုပ်ထားတာ local ရဲ့ local တချို့ကဘာရဲ့ local လဲဆိုတော့ရက်ကွက်ရဲ့ local တချို့ဆိုလမ်းတလမ်းပဲရတယ်ဒီတမန်တော်ရှင်ပေါလုကတမန်သက်မြို့မှာရှိတဲ့ယုံကြည်သူတွေတတ်ဖို့တော့သွားတာဒါပေမဲ့သူဝင်လို့မရဘာဖြစ်လို့လဲ region ကြောင့်ဖြစ်တယ်ထိုအရာလုံးစုံတို့ပေါ်ပြရင်ကျမ်းစာမြေကြီးမဆက်နိုင်အောင်များပြလိမ့်မယ်တမန်တော်ရှင်ပေါလုသည်ဓမ္မသက်မြို့ရဲ့ယုံကြည်သူတွေတတ်ဖို့သွားတာလမ်းမှာမှောက်သွားတာမြို့ရဲမပြောနဲ့လမ်းလောက်ကလေးကမှောက်တာတချို့တွေရဲ့ region limit ရှိတယ် demonic မှာလည်း region limit ရှိတယ်ယုံကြည်သူမှာလည်း region တွေ limit ရှိတယ်သင်ကလမ်းလောက်ပဲမဟုတ်ဝင်ခွင့်ရဘူးယေရှုကိုလမ်းမာတဲ့ကနတ်ဆိုးကအပြတ်ရှင်းတာဒါပေမဲ့ယေရှုကဂါဒရပြည်နယ်မှာရှိတဲ့လေကောင်နတ်ကိုပါနှင်ထုတ်နိုင်တယ်ဘာလို့လဲယေရှုကို region limit ထားလို့မရယေရှုကအဲ့ဒီ boundary တွေကိုကျော်ပြီးသွားနိုင်တယ်။တရားဒီနေ့ local ကနေ global သွားဖို့ကောင်းချီးပေးတယ်
အချို့က local အတွင်းလို့လွတ်လပ်တယ် global ထဲသွားမယ်ဆိုအများနဲ့အစီးတားတွေနှောက်ယှက်တွေပိတ်ဆို့ခဏဖြစ်တယ်အဲ့တော့ local ထဲပြန်တယ်အဲ့ဆို easy ပဲဒါပေမဲ့ကျွန်တော်တို့က local အတွက်ခေါ်တာမဟုတ် global အတွက်ခေါ် hallelujah hallelujah ခါဒီသင်စဉ်းစားတယ်ဒီ level state မှာနေတော့ကသင် pressure အလောက်မများဘူး easy ပဲအိမ်မှာလည်းပြဿနာမကြုံကဟိုဟာပြဿနာမှမကြ global ထဲစတော့ဟာဟိုဟာကြားတယ်ဒါပေမဲ့အဲ့လိုပြောလို့တဲ့ကိုကျွန်တော် local ထဲပြန်သွားလို့မပြောအဲ့အတွက်သင်ကဝင်ခွင့်ရတဲ့ access လို့တယ် global demon ကိုပြန်ပြီးတော့တွန်းလှန်နိုင်တဲ့ access လို့တယ်အဲ့ဒါကြောင့် spiritual region ဆိုတာကိုနားလည်ရမယ်ကျွန်တော်က Zimbabwe က Hubert Angel တို့လိုပုဂ္ဂိုလ် Uganda က Robert Kayanja တို့လိုပုဂ္ဂိုလ်နဲ့မတွေ့ပဲ global သွားမယ်ဆိုကျွန်တော်ပြန်ဆုတ်လာမှာ global ရဲ့ region ကိုဝင်ချင်ရင် global region ထဲမှာမတ်တက်ရက်နေတဲ့ပုဂ္ဂိုလ်တွေဘယ်သူတွေလဲအဲ့လူတွေရဲ့လက်တင်ခြင်းလို့လေ hallelujah အဲ့လူတွေကျွန်တော်အမဲသားစားဖို့လို့တယ်အာမင်အဲ့လူတွေကျွန်တော်အမဲသားစားတယ်အဲ့လူတွေကျွန်တော်လက်တင်တယ်အဲ့လူတွေနဲ့ကျွန်တော် encounter ဖြစ်တယ်ဒါဆိုကျွန်တော်ဝင်လို့ရပြီရှမွေလာဒီ king maker ဖြစ်တယ်အားလုံးပြောကြည့် king maker Samuel is king maker Samuel king maker ဒီကောင်မတော်များသင်ထမင်းတဝိုင်းနဲ့ထိုင်စားလိုက်တဲ့ရှမွေလာနဲ့ထမင်းတဝိုင်းနဲ့ထိုင်စားတာရှောလို့ကျွန်တော်ကို Robert Kayanja နဲ့ Uganda မှာစုံတယ်ကျွန်တော်အဲ့ဒီကသူ့ရဲ့လက်ထဲကိုကျွန်တော်ဘဝမှာအကောင်းဆုံးပါလာတဲ့မျိုးစေ့ကိုသူ့လက်ထဲထည့်သူကျွန်တော်ဗာပြောလဲမပြန်ခင်ထမင်းတူစားမယ်ကျွန်တော်အဲ့မှာတွေကကျွန်တော်အဖြေသိလိုက်ပြီရှောလူကိုရှမွေလာထမင်းလက်ကညသာခေါ်ကြွေးတာမဟုတ်ကျွန်တော်အဲ့မှာတွေကအဖြေသိလိုက်အဲ့ညက tonight is my night hallelujah ရှောလူကိုရှမွေလာကတကယ်တော့ဟိုကလာတာမီးပြောက်လို့လာမေးတာအဖြေပေးပြီးရင်တော်ပြီဘုရားသခင်ကပြောတယ်မီးပြောက်တဲ့ကိစ္စအဖြေမပေးနဲ့ထမင်းခေါ်ကြွေးလိုက်တယ် Robert Kayanja ကျွန်တော် dinner ခေါ်ကြွေးတယ်ကျွန်တော် team နဲ့အတူတူသွားစားတယ်ကျွန်တော်သူ့ဘေးမှာထိုင်နေသူနဲ့မိသားစုဖွဲ့တယ်ကျွန်တော်သိတယ် tonight is my night Robert Kayanja ကျွန်တော် anoint လုပ်တယ်ဗိတ်သိပ်တယ် prophesy လုပ်တယ်ကျွန်တော်တကားတွေဖွင့်ပေးတယ်သူကျွန်တော်ဗာပြောလဲမင်းကိုဖျားသခင်မြန်မာနိုင်ငံမှာဖျားလူရှိကြောင်းကဘာသိအောင်ငါကူညီမယ် hallelujah မြန်မာပြည်မှာ man of God ရှိကြောင်းကဘာသိအောင်ငါကူညီမယ်အဲ့တော့ကျွန်တော်ဟာတကယ်တော့ Robert Kayanja ဖျားကြောင်း Miracle Center လို့ခေါ်တယ်တကယ်တော့ကျွန်တော်ဟာ Miracle Center ကိုသွားတာမဟုတ်ကျွန်တော် spiritual region နဲ့ရောက်သွားကျွန်တော်တကယ်တော့ Robert Kayanja နဲ့သွားတွေ့တာမဟုတ် spiritual region နဲ့ရောက်သွားတာ Robert Kayanja က man မဟုတ်ဘူး region ဖြစ်တယ် hallelujah ဘာ region လဲရှမွေလကလူမဟုတ် prophet မဟုတ် region ဖြစ်တယ်ဒါကြောင့်ရှမွေလအိမ်ကိုဝင်တဲ့အချိန်ရှောလူရဲ့ time and season ချိန်သွားပြီလွန်ခဲ့တဲ့ရက်အနေငယ်ရပဲအိမ်ရမီးရတရက်ကွက်လုံးရှာမတွေ့တမြို့လုံးရှာတာမတွေ့ prophet အိမ်ထဲလေးရောက်ကော prophet ကပြောလိုက်တယ်ပြန်ရင်းနဲ့မင်းကိုလမ်းမှာလူ2ယောက်နဲ့တွေ့လိမ့်မယ်အဲ့2ယောက်ကမင်းကိုပြောလိမ့်မယ်မီးရအိမ်မှာပဲတဲ့ဟာဘာလို့သွားလဲမီးရမပြောက်ခင်အထိုင်းထဲကိုပြန်ရောက်သွားတာအဖေရတဲ့မီးပြောက်တဲ့အမှုတွေမစိုးရင်ဘူးတဲ့သားအတွက်စိုးရင်နေတယ်တလလုံးရှာတာမီးမတွေ့ဘူး prophet အိမ်ထဲကိုဝင်လိုက်တာမီးရအိမ်ထဲပြန်ရောက်နေပြီဒါတော့မီးရှာစရာမလို region ပဲရှာမှာမီးတွေမပြောက်တဲ့ spiritual region ထဲကိုပြန်ရောက်ရင်နောက်တစ်ခါအိတ်ကတ်တဲ့လက်ထည့်ရင်တော့အဲမှာပတ်စံတွေးလိမ့်မယ် region ကြောင့်ဖြစ်တယ် hallelujah အချို့လူရဲ့ life ကိုဖျားခင်က spiritual region ထဲကိုပြန်ခေါ်နေတယ်လာခဲ့ပါဒီ spiritual region ကိုသင်ရောက်ရင်အရာအားလုံးပြန်လင်းမြန်လာတယ်အရာအားလုံးပြန်လင်းမြန်လာတယ် hallelujah တရားမှာ prophet Hubert Angel ကိုသူဝိညာဉ်သား prophet ပြုတာဘလို့ပြုမှန်မှန်အောင်သူလည်းခေါင်းနေကုတ်နေသူလည်းခေါင်းကုတ်နေ
အဲ့နဲ့ prophet angel က surprise လုပ်ချင်လို့ဆိုပြီးသူ့ဝိညာဉ်သားရဲ့ဖခင်เจ้าနဲ့ခက်တီတီနဲ့ခမ်းပါတယ်ဝင်ကြလာခုံမှာသွားထိုင်တယ်သူ့ဝိညာဉ်ဖခင်ဝင်လာလို့သူလည်းလန့်လို့ဆိုဒူးထောက်ပြီးတော့ဒူးထောက်လိုက်တယ်ဝိညာဉ်ဖခင်ကသူ့ကိုမိုက်ပြန်ပြီးတယ်ပြန်ပြုတ်တော့တယ် prophet angel ကလထိုင်မှာစထိုင်တာနဲ့သူ့ဝိညာဉ်သား prophet Eddie Bresson ပြောသမျှ prophecy အကုန်မှန်တယ် region ကြောင့်ဖြစ်တယ် region ကြောင့်ဖြစ်တယ် hallelujah hallelujah amen 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 laka baka shikia ရှမွေလအိမ်မှာထမင်းသွားစားတာထမင်းသွားစားမှာ spiritual region နဲ့ဝင်လိုက်တာဒါကြောင့်သင်ဟာဘယ် region ရောက်တဲ့မှာ sense မရှိဒါကြောင့်သင်ဆုံးရှုံးတာသင် sense ရှိပါစေသင် sense ရှိပါစေ in the name of Jesus hallelujah တို့သိတယ် Pastor Chris က Ida Hosa ရဲ့အမျိုးသမီးဖုန်းခေါ်ရင်ဒူးထောက်ပြီးဖုန်းကင်တယ်အိမ်နဲ့ခေါင်းပေါ်နေကင်တာမဟုတ်ဘူးနော်အမျိုးမဟုတ်အပြင်းကြောတွေပဲဆွဲပြီးကင်တာမဟုတ်ဘာဖြစ်လို့လဲ तू သိတယ်ငါနဲ့အခုဖုန်းခေါ်လာတဲ့ပုဂ္ဂိုလ်က spiritual region ထဲမှာ Metatron ဖြစ်တယ်ကောင်းကင်တမန်တို့ကိုအိပ်ပြီးတော့ဖုန်းကင်လို့မရIda Hosa ရဲ့ဇနီးက Pastor Chris ကိုဖုန်းခေါ်ရင် Pastor Chris ကဒူးထောက်ပြီးဖုန်းကင်တယ် Prophet Angel က Pastor Chris ဖုန်းခေါ်လို့ငါဖုန်းမကင် It is done in my life You bet Angel နဲ့ Pastor Chris ရဲ့အနာဂတ်မရှိတော့ဘူးပြီးသွားပြီဘာဖြစ်လို့လဲဖုန်းတစ်ခါ miss ဖြစ်သွားလို့ဖုန်းတစ်ခါလွတ်သွားလို့တခါလေကျွန်တော် Prophet Angel ညတကောင်နေဖုန်းခေါ်တတ်တာ3နာရီ4နာရီကင်မကင်စမ်းတာဟာတခါတလေကျွန်တော်ဘုရားသခင်နဲ့အံ့ဩတယ်ရှမွေလာကိုနေခင်းလေးပါလေးခေါ်တာမဟုတ်ညတကောင်ကြီးခေါ်တာခေါ်တော့လည်းတခေါ်ပေါ့3ခေါ်ခေါ်တယ်3ခါစလုံးထားတယ်ပြီးတော့လည်းဘာမှလည်းမပြောရှမွေလာပဲခေါ်တာညီကောင်မတော်မများဘုရားခေါ်ပြီးဘာမှမပြောသေးခေါ်ပဲခေါ်တာတရားခါခါလေးကြာရင် devotion နဲ့ရေးတာကြာပြီကွာအရင်နက်နေတာတွေလည်းမတွေ့သေးဘူးအရေးဆုံးရေးပဲရေးအောင်နက်နေတာတွေခဏထားလိုက်အောင် hallelujah တခါလေးဖះ high ပဲလုပ်တာဘာလည်းစက်မပြောနောက်တစ်ခါလည်း high အရေးကြီးတာအဲ့ high ပဲတုံးပြန်အဲ့ဒီ high ကိုတုံးပြန်ဖះ high ပဲလုပ်တာရှမွေလားဘာမှမပြောနောက်တစ်ခါ high ထပ်လုပ်တယ်နောက်တစ်ခါ high ထပ်လုပ်တယ်နောက်ဆုံးချိန်ကြတော့မှပဲရှမွေလားကိုစရှင်းပြတယ်ဒါကြောင့်ပရမ high ဒုတိယ high တွေမှာသင်စိတ်တမကြနဲ့ဖះ deeper တွေကိုခေါ်လာမယ်တကယ် deep တွေကိုခေါ်လာမယ်သစ္စာရှိအရင်တော့သင်ဖះ deep တွေမှာဖွင့်ပြသေးလာတော့မယ်အာမင် deep တွေဖွင့်ပြတဲ့နေ့တွေလာတော့မယ်စပြီးတော့ရှမွေလာကိုဖះ deep တွေချပြပြီတနိုင်ငံလုံးဘယ်သူမှပေးမပြောတဲ့ဟာတွေချပြပြီအာမင်အာမင်ဘာဖြစ်လို့လဲဖျားသခင်ကအေလိခွင့်မပြုပဲ deep တွေကိုတမ်းမချပြအေလိခွင့်မပြုပဲကျွန်တော်ဒီမှာကြည့် prophecy အေလိကျွန်တော်ဒီမှာရှင်းသူတွေအားလုံးဒီနေရာကိုသိချာကြည့်စိုက်တယ်အေလိကဖျားသခင်ဖယ်တော့မှာဖျားသခင်ကရှမွေလကိုပြောပြဒါပေမဲ့ရှမွေလ prophet မပြုဘာလို့ခေါ်လဲ honor လို့ခေါ်တယ်အေလိကိုဖျားသခင်ကဖယ်မှာကိုရှမွေလကိုလာပြောပြီးသားဒါပေမဲ့ရှမွေလကမီဒီယာမှာ prophesy မလုပ် TB Joshua တေမာကို prophet angel ကိုဖျားလာပြောတယ် prophet angel ကမီဒီယာမှာ prophet မပြုပီလီတေမာ prophet ပြုတယ်အခြားလူတေမာ prophet ပြုတယ်ပုပ် Francis တေမာ prophet ပြုတယ်ဒါပေမဲ့ TB Joshua တေမာ prophet မပြုဘာလို့လဲ Queen Elizabeth တေမာ prophet ပြုတယ်ရှင်ဘရင်နေတယ်ဒါပေမဲ့ anointed man ဖြစ်တဲ့ TB Joshua တေမာ prophet မပြုဘာလို့လဲ TB Joshua နဲ့သူနဲ့ spiritual region ကွာတယ်တဲ့ TB Joshua ရဲ့ region ကအကြီးကြီးပဲငါ region တသေးလေးတယ် TB Joshua prophet ပြုရင်နာမည်မပါဘူးမွေးတက်ကလေးမပါဘူး details မပါဘူးဘုရားခင်မင်းကို2နှစ်အတွင်းကောင်းချီးပေးမယ်ဒါပဲပါတာသူကဘာပြောလဲငါအကုန်အသေးစိတ်ပြောတယ်ဒါပေမဲ့ဝိညာဉ်လောကထဲမှာငါ region သေးတယ်သူ region ကြီးတယ်အဲငါဒီ man of God ငါ honor လုပ်တယ်ဒါကြောင့်အခုသူအဲ့နေရာမှာမတ်တရက်နေတာသူဘာပြောလဲ
TV Joshua prophecy လွှမ်းမိုးသလောက်ငါ prophecy မလွှမ်းမိုးဘူးလေ impact กว่าတယ် influence กว่าတယ်ဘလောက် detail ပြော influence กว่าစုကျေးစုထက်တာနဲ့ spiritual region ကမတူဘူးအချို့တွေကစုကျေးစုလေးထပ်ပြီးမာနကြီးတယ်အနာလေးငိမ့်တာနဲ့မာနကြီးတယ်သင်ကအနာငိမ့်ပေမဲ့လူ3ယောက်ပဲပြောင်းနေတာဟိုကဘောလုံးဝင်းတစ်ခွင်းလုံးဟောတာ Pastor Chris Oyakilome ဘောလုံးဝင်းမဟုတ်တော့ဘူး2 billion ကိုတရားဟောတာအပတ်တိုင်းကိုပိုင် satellite ကိုပိုင် apps နဲ့ Facebook viewer နဲ့ YouTube viewer မတွေ့ရ2 billion ရှိတယ် Pastor ကြီးပဲတန်း130ကို trainer အဲ့ Pastor တွေအဲ့ man of God တွေမှာ Hubert Angel ပါတယ် Johnson Suleiman ပါတယ်နာမည်ကျော်ပုဂ္ဂိုလ်တွေပဲတန်း130ကို guide လုပ်နေတယ် then Pastor Chris လိုပဲအနာယောဂစင်တူလေးငိမ့်တာနဲ့တင်းကစုကျေးစုလောက်လေးနဲ့သွားပြိုင်တယ်။ No ဟိုက region ဖြစ်တယ်။ Hallelujah ဒါကြောင့်ဒီကြည့်ခု mighty man of God တွေကြည့်ဖျားသခင်ကကျွန်တော်တို့ life မှာဘယ် man of God ဒီလောကထွက်ခွာတော့မယ်ဘယ် man of God ဒီလောကထွက်ခွာတော့မယ်ဒီပေါလုကတိမောသေဒုတိယစာဆောင်မှာ तू မထွက်ခွာခင် तू ဘာပြောလဲသူမထွက်ခွာခင်သူဘာပြောလဲငါစုတင်မဲ့အချိန်ရောက်ပြီရစ်ပလင်ပေါ်မှာငါကိုငါတင်ရတော့မဲ့အချိန်ရောက်ပြီငါပြေးရတော့အမှုကိုအဆုံးတိုင်အောင်ပြေးပြီငါအတွက်လှုပ်ရှားပါမကြံတော့ဘူးအခုဘာသူပြောပြီလဲဗန်နီဟင်းပြောပြီဗန်နီဟင်းဘာပြောပြီလဲအမှုပြီးသွားပြီလေတော်သေးတယ်ရောဘတ်ကာယန်ဂျာဗန်နီဟင်းကိုဒီလာမဲ့ဂျွန်မှာခေါ်ထားတယ်ဗန်နီဟင်းကပြောတာငါအတွက်ထပ်လှုပ်ရှားအလုံးမကြံတော့ကုန်သွားပြီကျန်ပိုင်နေရငါ crusade မရှိတော့ဘူး crusade တွေမဟောတော့ဘူးပြီးသွားပြီ Robert Kayanja နဲ့ touch လုပ်တယ် John အကုန် July မှာ Robert Kayanja နဲ့ crusade လုပ်မယ် Robert Kayanja ဘာပြောလဲဘယ် God General မှာဝတ်လုံမထားခဲ့ပဲထွက်ခွာလို့မရဘူးတော်သေးတယ် August မှာ Robert Kayanja နဲ့ကျွန်တော် crusade လုပ်အောင် Hallelujah Amenကျတဲ့ဝတ်လုံနေတဲ့အကြောင်းသင်နားမလည်သင်လွတ်ပြီအာမင်ကျွန်တော်ဘေး man of God ရဲ့တည်မဲ့အကြောင်းတွေဘေး man of God လောကထွက်ခွာမဲ့အကြောင်းတွေကိုကျွန်တော် prophesy လုပ်နေရမှာကျွန်တော် world class leader တွေကို respect ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဗာသိရမလဲကျွန်တော်တို့ဝတ်လုံမြန်မြန်ယူမရမယ်ရှမ်းစုံထွက်ခွာသွားရင်ချင်းသိဆွဲဖြဲတဲ့ဝတ်လုံကဒါဝိပေါ်ရောက်သွားတယ်ဒါကြောင့်ဒါဝိကချင်းသိကိုဆွဲဖြဲတာကဘာမှာ crusade လုပ်တာအများဆုံးဘူးလေဗန်နီဟင်းမယ် hallelujah ကျွန်တော်ဒီပုဂ္ဂိုလ်တွေက spiritual region ဒီပုဂ္ဂိုလ်တွေကဝိညာဉ်ရေးရ region ကြီးဖြစ်တယ်သူတို့ရောက်လာရင် region change သွားတာသူတို့ရောက်လာရင် crusade ဖြစ်သွားမှာမဟုတ်နိုင်ငံရဲ့ region မှာ change သွားတာဒါကြောင့်အာဂျင်တီးနားမှာနိုးထမှုဖြစ်တော့အဲ့ဒီ crusade လုပ်တဲ့အဖွဲ့တွေက crusade ပဲမလုပ်ဘူး crusade ပြီးရင်ပြန်စစ်တယ်ဒီနိုင်ငံရဲ့စီးပွားရေးအခြေအနေဘာတိုးတက်မှုရှိလဲဒါမို့ဒီနိုင်ငံရဲ့ region မှာဘာအပြောင်းလဲဖြစ်လဲကျွန်တော်တို့ဒီ crusade လုပ်တဲ့အခါမှာကျွန်တော်တို့ကအေဝံဂေလိဟောပြောပွဲပဲလုပ်တာမဟုတ်ဒီနိုင်ငံဒီမြို့ကိုကျွန်တော်တို့ဝင်လာပြီဆိုရင်အဲ့မြို့ရဲ့ region change ရမယ်အဲ့မြို့ရဲ့ region time and season change ရမယ်အရင်ကအဲ့မြို့မှာအမောင်နိုင်ငံရဲ့လုပ်ရက်တွေကလွှမ်းမိုးတယ်ကျွန်တော်တို့ဝင်ပြီးနောက်ပိုင်းအဲ့ဒါတွေစပြိုသွားရမယ်အဲ့ဒါတွေစကွယ်ပြောက်လာမယ်အာမင်ကျွန်တော်ပြီးခဲ့တဲ့အခါယူဂန်နာသွားတဲ့ချိန်ကာယွန်ဂါမြို့မှာနတ်ဆရာရှိတယ်ကျွန်တော်တို့ဝင်တဲ့ချိန်အဲ့နတ်ဆရာခရစ်ယာန်ဖြစ်သွားပြီနောက်ဆုံးညမှာကယ်တင်ခြင်းဆက်ကတ်တယ်အခြားသောဘာသာစကားရတယ်အသင်းတော်တွေကအခြားသောဘာသာစကားရသွားတယ်ကျွန်တော်ဝင်တဲ့မြို့ဒီအခြားသောဘာသာစကားမပြောတဲ့နိုးထမှုမရှိတဲ့မြို့ဖြစ်တယ်ဒါပေမဲ့ region change သွားပြီအာသာထန်နေပြောပြီကောင်းကင်ကဝิญဉ်တော်တွန်းလောင်းပြီးမြို့နတ်ဝိဇ္ဇာဆရာတွေပျောက်ပြီမရှိတော့region change ဖို့ဖြစ်တယ် We are not just gospel preacher we are spiritual region Hallelujah you are spiritual region ကျွန်တော်သင်စပြီးတင်းကိုတင် design လုပ်ပါတင်းကိုတင် sense လုပ်ပါတင်းကိုတင်အထင်မသေးနဲ့စီးပွားမဖြစ်ဘူးဆိုတဲ့မျိုးတင်ဝင်သွားတယ်စီးပွားစားဖြစ်ရမယ်အလုံးမဖြစ်တော့ဘူးဆိုတဲ့ company တင်စမတက်ရတာနဲ့အဲ့ company အလုံးလုံးတာယောသက်က spiritual region ဖြစ်တယ်ပေါ်တီဖာရဲ့ business ကအဲ့လောက် business မကောင်းယောသက်ဝင်လာတော့ region change သွားပြီ
ရေမထွက်တဲ့နေရာရေထွက်လာမယ် region မတူတော့လို့တဲကပြောနိုင်ပြီ hey region မတူတော့ငါရောက်လာပြီအရင်ကရေမထွက်အခုရေထွက်မယ်အရင်ကစီးပွားကြရင်အခုကောင်းပြီ I am spiritual region you are spiritual region ယေရှုနာမနဲ့ကောင်းကြီးပေးတယ်သင်က spiritual region ဖြစ်တယ်ပြောင်းလဲတဲ့နေရာယူမယ်သင်သွားတဲ့မြို့တိုင်းပြည်နယ်တိုင်းမှာ spiritual region ဖြစ်တယ် business spiritual region ဖြစ်တယ်ဒါပေမဲ့အဲ့ဒါအားလုံးသင် sense လုပ်ရမယ်သင်မမေ့နဲ့ maintain လုပ်ငါအဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘာလို့ဖြစ်လဲဒီနေ့ငါ့ကို prophetic survey မှာဆရာပြောထားတယ်ငါ spiritual region ဖြစ်တယ်ငါဝင်တဲ့နေရာတိုင်းအပြောင်းလဲဖြစ်မယ် hallelujah ဒါကြောင့်သင်ရဲ့ region ကိုအမြဲတမ်း design လုပ်ပြီး change ပါ region ကို change ပါကျွန်တော် region ကို change တယ် local region ကနေ global region အနေနဲ့ change တယ် hallelujah in the name of Jesus rabba shika rabba sekeri bianda ကျွန်တော် global region ဆိုကျွန်တော်နဲ့ထိတွေ့တဲ့သူတွေဟာမလေးရှားမှာကျွန်တော်နဲ့ထိတွေ့တဲ့သူတွေဟာ international သွားရမယ်မလေးရှားမှာကျွန်တော်အမဲသားစားတဲ့ပုဂ္ဂိုလ်တွေဟာ international သွားရမယ် in the mighty name of Jesus hallelujah passport ရောက်လာမယ် visa ရောက်လာမယ် permit ရောက်လာမယ်ပတ်စံရောက်လာမယ်နိုင်ငံတကာသွားရမယ်ဘယ်နေရာမှာမှကြောင်ကတ်စရာအကြောင်းမရှိဘူး I am spiritual region I am a global region hallelujah shalama karase kerianda ယေရှုနာမနဲ့ကောင်းချီးပေးတယ်ဒီမှာရှင်မိတ်ဆွေတွေက local ကနေ global ဖြစ်လာဖို့ကောင်းချီးပေးတယ်သင်တို့ရဲ့အလုပ်တွေပင် global ဖြစ်လာမယ်သင်တို့ရဲ့ဘဝတွေပင် global ဖြစ်လာမယ်သင်တို့ကလူမျိုးကြီးရှိဖြစ်တယ်တိုင်းနိုင်ငံနဲ့လူမျိုးအပေါင်းသင်တို့သိကြလိမ့်မယ်သင်တို့ရဲ့အလုပ်ရဲ့ဝင်ငွေတွေပင် global level ရောက်လာမယ်သင်တို့ရဲ့အလုပ်ရဲ့ဝင်ငွေတွေပင်ဒီနေ့မိသားစုတစ်ခုစာစားဖို့ local တစ်ခုစာစားဖို့မဟုတ် global တစ်ခုစာစားဖို့ဖြစ်လာမယ်ရောတက်ရဲ့ဝင်ငွေမျိုးပဲ global တွေကိုကျွေးတဲ့ဝင်ငွေဖြစ်လာမယ် local အားလုံးက global ဝင်ငွေအဖြစ်နဲ့ကူးပြောင်းတယ်နိုင်ငံခြားဝင်ငွေတွေကိုရောက်စေတဲ့ business တွေတကားပွင့်လာဖို့ကောင်းချီးပေးတယ်ယေရှုခရစ်နာမနဲ့ကောင်းချီးပေးလျက်စက္ကန့်အနက်ဆုတောင်းပါတယ်ဖာအာမင်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  God bless you all